သက်ရှိကြံမာစိတ်ချမ်းသာ၍လူရာဆန္ဒပြေဝစေကြောင်းကောင်းမှုမင်္ဂလာဖြစ်ပါစေရန်အလိုငါဖယားမြတ်ဆုံးယေရဏတရားမြတ်ဆုံးယေရဏသံဃာမြတ်ဆုံးယေရဏဤယေရဏမြတ်သုံးပါးတို့အားရှုသိမြတ်တို့လက်ဆုံးမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောချသောတက္ကိစ္စကာရဝပနာမကုသိုလ်စေရနာဖြာဖြာတို့ကြောင့်ယနေ့ခါမှစ၍သက်ရှိခြင်းကျမ်းမာခြင်းခွန်အားလပြေဝခြင်းဉာဏ်ပညာကြီးခြင်းစရှိသောကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံကြပြီလေနိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတို့၏ခြင်းတရားကိုကြည်ကြံကြိုးကုပ်ပွားများအထောက်နိုင်ကြကုန်သည်ဖြစ်၍ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရမှမြတ်နိဗ္ဗာန်သို့လင်းမြန်စွာစွာကိုယ်စီကိုယ်ငါအမောပြုလွယ်နိုင်ကြပါစေအဟံဗန္တိတိတရဏိနသဟာပိသတိလံဓမ္မယာသာမိအနုဂဟံကတဝါသီလံဒေထနိဗ္ဗန္တိဒုတိယံပိအဟံဗန္တိတိတရဏိနသဟာပိသတိလံဓမ္မယာသာမိအနုဂဟံကတဝါသီလံဒေထနိဗ္ဗန္တိတတိယံပိအဟံဗန္တိတိတရဏိနသဟာပိသတိလံဓမ္မယာသာမိအနုဂဟံကတဝါသီလံဒေထနိဗ္ဗန္တိယမဟံဝဒာမိတံဝတိထနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဒုတိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယံပိသံဃံတရဏံကိသာမိတတိယံပိဗုဒ္ဓံတရဏံကိသာမိတတိယံပိဓမ္မံတရဏံကိသာမိတတိယံပိသံဃံတရဏံကိသာမိတရဏကမနံပရိပုံဏံအာနာတိပါဒဝေရမဏိသိက္ခာပရံသမာဓိယာမိအာဒိနာဒါနာဝေရမဏိသိက္ခာပရံသမာဓိယာမိကာမေတုမိစ္ဆာစာရဝေရမဏိသိက္ခာပရံသမာဓိယာမိဥဒဝါဒဝေရမဏိသိက္ခာပရံသမာဓိယာမိသုရာမေရယမစ္ဆပမာဒဌာနဝေရမဏိသိက္ခာပရံသမာဓိယာမိဣဒမေတိလံနိဗ္ဗာနတ္တပစ္စယောဟောတုတိတရဏိနသဟပိသတိလံဓမ္မံသာရကံကတဝါအပမဒိနတံပါတိထာ
သနာတော်နှစ်2563နှစ်ကောဇာတက္ကရာ1381ခုနှစ်တဘူရလပိကျော်တရက်2020ပြည့်နှစ်ဖေဖော်ဝါရီလ9ရက်တနင်္ဂနွေနေ့ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်ဘိုးစိမ္မာအက္ကစားကွင်းဓမ္မမန္တအတွင်းဘိုးစိမ္မာတိရကုထောက်ကူပြုအဖွဲ့ကဥစည်းကျင်းပအပ်သောဘိုးစိမ္မာအဖွဲ့၏25ကြိမ်မြောက်ငွေအထုသာသနာပူဇာမြတ်မင်္ဂလာတရားအလှူတော်အထူးဓမ္မသဘင်အခမ်းအနား၌ဟောကြားအပ်သောစိတ်ဆွဲလန်းမှုကိုအောင်နိုင်သူအကြောင်းတရားဒေသနာတော်ရသော်ဘုရားကဘုရားဗဒဝင်သူတော်စင်တွေကိုစိတ်ကိုဗဟုပြုပြီးတော့ဆုံးမဩဝါဒတွေပေးခဲ့တာဖြစ်တယ်လူတိုင်းဟာသစိတ်တပရိယောဓပနံလို့ဆိုတိုင်းကိုယ်စိတ်ကိုဖြူစင်အောင်ကြိုးစားဖို့တိုက်တွန်းခဲ့တာဖြစ်သည့်အတွက်ကြောင့်တစ်ဖက်သားကိုအားကိုးရမှာမဟုတ်ပဲကိုအားကိုးပြီးကိုယ်စိတ်ဖြူစင်ရေးအတွက်အလေးပေးကြိုးစားဖို့ဟောကြားခဲ့တာဖြစ်တယ်စိတ်ကိုထိမ့်သိမ်းဆောက်ရှောက်လို့စိတ်ကိုအုပ်ထိန်းနိုင်သွားပြီဆိုရင်ကာယကံဝစီကံမနောကံဆိုတဲ့အမှုခတ်သိမ်းကိုထိမ့်သိမ်းနိုင်တဲ့အနေအထားကိုရသွားတာဖြစ်တယ်။ညမစကားမှလည်းဗုဒ္ဓရဲ့အဆုံးအမကိုသိရှိနားလည်ချကြတဲ့အတိုင်းပဲစိတ်ပြိုကိုနုစိတ်ထောင်းကိုကြေးဆိုတဲ့ဟာတွေကလည်းစိတ်ကိုဗဟုပြုပြီးတော့ပြောကြတာပဲဖြစ်တယ်။ရသော်ဘုရားဟောတဲ့ဒေသနာတော်တွေထဲမှာစိတ်တေနနိယတေလောကောလောကကြီးကိုစိတ်ကဥဆောင်နေတယ်ဆိုတာဘာကြောင့်လဲဆိုရင်အခုလိုတရားဝဲကြီးကျင့်ပါမယ်ဆိုတာလေစိတ်ကူးကနေပြီးတော့စတင်ဖြစ်ပေါ်တာပဲဖြစ်တယ်တရားနာသွားဦးမယ်ဆိုတာလေစိတ်ကူးကနေစတင်ဖြစ်ပေါ်အဲ့တော့ယာယဟာမနောပုပ္ပင်ကမဓမ္မလို့ဆိုတဲ့အတိုင်းသဘာဝတရားအလုံးလို့စိတ်ကနေဥဆောင်နေတဲ့အနေအထားမျိုးရှိတယ်ဆိုတာဘုရားဗဒဝင်သူတော်စင်များအလုံးတတိပြုမိတာဖြစ်တယ်အဲ့ဒီတော့အရေးကြီးဆုံးကဘာလဲဆိုရင်ကိုယ်စိတ်ကိုဖြူစင်အောင်ထားနိုင်မှုဟာအရေးကြီးဆုံးပဲစိတ်ဖြူစင်ဖို့အတွက်အဘိဓမ္မာမြတ်ဒေသနာမှာလည်းပဲစိတ်ရဲ့အညစ်အကြေးများနဲ့ထိုအညစ်အကြေးများကိုတန့်စင်ဆေးကြောနိုင်တဲ့စိတ်ဖြူစင်ကြောင်းတရားတွေကိုဟောကြားဆုံးမခဲ့တာဖြစ်တယ်လူတွေရဲ့ယဉ်ထဲမှာသဘာဝတရားနှမျိုးရှိတယ်ပေါ့အညစ်အကြေးနဲ့ထိုအညစ်အကြေးကိုတန့်စင်အောင်ဆေးကြောနိုင်တဲ့သဘာဝတရားစိတ်ရဲ့အညစ်အကြေးဆိုတာသဘာဝတရားတစ်ခုထိုအညစ်အကြေးကိုတန့်စင်ဆေးကြောနိုင်တဲ့တရားဆိုတာသဘာဝတရားတစ်ခုအဲ့ဒီသဘာဝတရားနှစ်ခုဘုရားဗဒဝင်သူတော်စင်တို့အနေနဲ့စိတ်ရဲ့အညစ်အကြေးတွေကိုသိရှိနားလည်ပြီးထိုစိတ်ရဲ့အညစ်အကြေးတွေကိုဗာနဲ့ဆေးကြောရမယ်ဆိုတဲ့နိလန်းကိုမြတ်ဗုဒ္ဓဓမ္မရရှိထားပြီးသားဖြစ်ကြတယ်ယန္နာဖြစ်သွားတယ်ဆိုတာစိတ်ရဲ့အညစ်အကြေးတွေကုံအောင်ဆေးကြောနိုင်လို့ယန္နာဖြစ်တယ်လို့ခေါ်တယ်ဒိဋ္ဌိနဲ့ဝိသိကိစ္စလို့ခေါ်တယ်အမှန်မမြင်ခြင်းအကျင့်နဲ့ပတ်သက်ပြီးတန်တရားပွားခြင်းဆိုတဲ့ဒီသဘာဝတရားနှစ်ခုကို
စေကြောလိုက်နိုင်တဲ့ပုဂ္ဂိုလ်ကိုသောတာပန်လို့ခေါ်တာကာမဂုဏ်အာယုန်စိတ်တွေကိုမုန်းတိစိတ်တွေကိုရှော့ချနိုင်တဲ့ပုဂ္ဂိုလ်ကိုတဂရကံလို့ခေါ်တယ်ကာမဂုဏ်အာယုန်စိတ်တွေကိုလုံးဝဖယ်ရှားမုန်းတိတဲ့စိတ်ကိုလုံးဝဖယ်ရှားနိုင်တဲ့အနေအထားရှိတဲ့ပုဂ္ဂိုလ်မျိုးကိုနာကံလို့ခေါ်ပြီးစိတ်ရဲ့အညစ်အကြေးမှန်သမျှစေကြောတန့်စင်ရမှာပြည့်ပြည့်စုံသွားတဲ့ပုဂ္ဂိုလ်ကိုယဟန္တာလို့ခေါ်တာဒါကြောင့်မို့မိမိတို့ရဲ့စိတ်ရဲ့ဖြူစင်မှုမဖြူစင်မှုဆိုတာတွေကိုအလေးနဲ့ထားပြီးတော့ဆင်ញင်သင်သားခြင်းဖြင့်မြတ်ဗုဒ္ဓလမ်းပြတော်မူခဲ့တဲ့အတိုင်းနိဗ္ဗာန်ခရီးရောက်အောင်ရှောက်လှမ်းကြရမှာဖြစ်တယ်ဘုရားဘာသာဝင်နေအနေနဲ့နောက်ဆုံးနိဗ္ဗာန်လမ်းကြောင်းကိုရှောက်ပြီးဆိုတဲ့အခါစိတ်ဖြစ်စေမှုအခြေခံနေပြီးတော့ကာယကံဖြူစင်မှုဝစီကံဖြူစင်မှုဆိုတာကစပြီးနောက်ဆုံးစိတ်ဖြူစင်မှုဆိုတဲ့အနေအထားမျိုးရောက်အောင်မိမိတို့ကိုယ်တိုင်လေ့ကျင့်ပြီးတော့ယူရမှာဖြစ်တယ်လူသဘာဝကိုလေးလာကြည့်လို့ရှိရင်စိတ်ဆွဲလန်းမှုဆိုတာတွေဟာစိတ်ကိုညှဉ်းနှွမ်းသွားစေတဲ့အနေအထားမျိုးရောက်စေတာပဲဖြစ်တယ်အဲ့ဒီစိတ်ဆွဲလန်းမှုတွေကိုထိန်းချုပ်နိုင်စွာမရှိဘူးအဆွဲလန်းတွေပျောက်အောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်ကိုဟာအရှုံးပေးရမယ့်ဘဝမျိုးရောက်သွားမှာဖြစ်တယ်ဒါကြောင့်မို့ဒီကနေ့သာဓကတိတနာမှာလာတဲ့ဓမ္မထဆဆတ်ကိုအခြေခံပြီးတော့စိတ်ဆွဲလန်းမှုကိုဘယ်လိုလုပ်ရင်အောင်နိုင်တယ်ဆိုတဲ့နည်းလမ်းလေးတွေကိုမှတ်သားကြဖို့လိုအပ်တယ်ပေါ့အဓိကထားပြောမဲ့စိတ်ဆွဲလန်းမှုကဘာတွေလဲလို့ဆိုရင်နံပါတ်1ကမနာလိုဝန်တိုးခြင်းလို့ဆိုတဲ့အိတ်တာလူလောကမှာလူအတိုင်းဝိုင်းမှာဒုက္ခအပေးဆုံးအရာဖြစ်တယ်ကိုယ်ရဲ့တာသွားလို့ရှိရင်မနာလိုမရှုစိတ်ဖြစ်တယ်လူချင်းချင်းမုဒိတာမပွားနိုင်ဘူးအောင်မြင်သွားတဲ့ပုဂ္ဂိုလ်အပေါ်မှာမလိုမုန်းတီးတဲ့စိတ်တွေဖြစ်ပွားခြင်းဟာလူတွေရဲ့ယင်ထဲမှာဆွဲလန်းနေတဲ့အရာတစ်ခုပဲဖြစ်တယ်အဲ့ဒီအိတ်တာဆိုတဲ့ယင်ထဲကဆွဲလန်းစေတတ်တဲ့သဘာဝတရားဟာလူလောကကြီးတစ်ခုလုံးကိုနှိမ့်ဆက်နေတယ်လွှမ်းမိုးချုပ်ကင်ထားတယ်မနာလိုစိတ်ကင်းစင်တဲ့ပုဂ္ဂိုလ်ဟာအလွန်ရှားတဲ့အနေထားမျိုးရောက်ပြီးလူအတိုင်းဝိုင်းထဲမှာမနာလိုခြင်းဆိုတဲ့အိတ်တာတရားဟာလွှမ်းမိုးပြီးတော့နေခဲ့တာဖြစ်တယ်နောက်ဒုတိယလွှမ်းမိုးနေတာဘာလို့ဆိုလူတွေမှာဆွဲလန်းတဲ့အရာတစ်ခုကတော့မူရစ်စေတတ်တဲ့အရာနဲ့ပတ်သက်ရင်လည်းလူတွေရဲ့စိတ်ဆွဲလန်းမှုဟာပြင်းထန်တယ်လို့အယက်သေးစားနဲ့ပတ်သက်ရင်လည်းဆွဲလန်းတယ်မူရစ်မှုနဲ့လည်းပတ်သက်ပြီးတော့ဆွဲလန်းတယ်အဲ့ဒီစိတ်ဆွဲလန်းမှုဟာလည်းပဲလူလောကကြီးတစ်ခုလုံးကိုဖျက်ဆီးနေတယ်လို့ဖြစ်နေပါနိုင်ငံတစ်နိုင်ငံလူမျိုးတစ်မျိုးဟာမူရစ်စေတဲ့အရာကဖျက်ဆီးလိုက်လို့ရှိရင်ဘဝမှာအောက်တန်းနောက်တန်းကျသွားတဲ့အနေအထားမျိုးထိအောင်ရောက်လို့ထိုမူရစ်မှုကိုကြီးကျယ်တာစီဖြိုဖျက်ပြီးတော့နေကြရတာဖြစ်တယ်ကိုမိသားစုတွေမှာမူရစ်စေဝါအယက်သေးစားတောက်စားဆွဲလန်းနေတဲ့သာသမီရှိလို့ရှိရင်မိသားစုတွေစိတ်ညစ်ကြ
ကောင်းတဲ့အခြေအနေတွေနဲ့တွေ့ရတယ်အဲ့ဒီစိတ်ဆွဲလန်းမှုကလည်းပဲမူရစေဝါဆွဲတဲ့စိတ်ဆွမ်းမှုကိုလည်းပဲအောင်နိုင်ဖို့ရအလွန်ခဲရင်တဲ့အရာတစ်ခုဖြစ်တယ်ပေါ့မူရမှုကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ပြဿနာတွေကလည်းအလွန်ပဲကြီးမားတယ်နိုင်ငံတိုင်းနိုင်ငံတွေလို့မူရစေဝါနဲ့ပတ်သက်ပြီးထိန်းချုပ်နိုင်စွာမရှိသည့်အတွက်ကြောင့်အကြီးအကျယ်ပြဿနာတက်ပြီးတော့နေချတာခဏခေတ်မှာထင်ရှားတယ်ပေါ့နော်အဲ့တော့ဒီစိတ်ဆွဲလန်းမှုကိုလည်းပဲကျော်လွှားနိုင်ဖို့မြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့ညီကြိုးစားအထောက်အပံ့ဖြစ်တယ်နောက်တစ်ခုဆွဲလန်းမှုလူတိုင်းမှာမတော်လှန်နိုင်တဲ့ဆွဲလန်းမှုကဘာလို့ဆိုချစ်ခင်ခြင်းနဲ့မုန်းတီးခြင်းပဲဖြစ်တယ်ချစ်ချင်းမုန်းခြင်းဆိုတာလည်းပဲလူရဲ့ရင်ထဲမှာဆွဲနေတဲ့အရာဖြစ်တယ်အဲ့ဒီချစ်ချင်းမုန်းခြင်းဆိုတာကိုမတော်လှန်နိုင်ဘူးဒီအဆွဲလန်းကိုမဖြောက်နိုင်ဘူးဆိုရင်ဘဝမှာကြာဆုံးမှုနဲ့ကြုံတွေ့နိုင်တယ်ဒီကနေ့ခေတ်အဂတိလိုက်စားရဲဆိုတာချစ်ချင်းကြောင့်တစ်မျိုးမုန်းခြင်းကြောင့်တစ်ဖုံးလူလောကမှာမမျှတမှုတွေဖြစ်ခြင်းဟာချစ်ချင်းမုန်းခြင်းကိုအခြေခံတာပဲဖြစ်တယ်အဲ့တော့လူလောကကြီးကိုနှိပ်စက်နေတဲ့စိတ်ဆွဲလန်းမှု၄မျိုးလို့ပြောရမှာဖြစ်တယ်ဒါကဒီစာရကဒေသနာအရပြောတယ်တခြားဟာတွေလည်းစိတ်ဆွဲလန်းမှုတွေရှိနိုင်သေးတယ်နံပါတ်1ကအိတ်တာမနာလိုစိတ်အဲ့ဒီမနာလိုစိတ်ကလည်းဖြေပြောက်ဖို့အလွန်ခဲနေပေါ့လူလောကကြီးကိုအကျိုးမပြုတဲ့မနာလိုစိတ်အယက်သေးစားဆွဲလန်းတဲ့စိတ်ချစ်ခင်ဆွဲလန်းတဲ့စိတ်မုန်းတီးဆွဲလန်းတဲ့စိတ်ဆိုဒီ၄မျိုးဟာပြင်းထန်တဲ့အဆွဲ၄မျိုးစိတ်ဆွဲ၄မျိုးလို့ခေါ်တယ်အဲ့ဒီစိတ်ဆွဲမှု၄ရပ်ဟာဘလောက်ဒုက္ခပေးတယ်လဲဆိုတာကိုသာရကဒေသနာမှာဟောထားတဲ့အတိုင်းဟောပြောမှာဖြစ်တယ်သို့သောမိမိတို့ဘဝမှာလက်တွေ့ကြကြကျင့်သုံးနိုင်ဖို့ကိုယ်ပိုင်အတွေ့အကြုံလေးတွေကိုလည်းပဲဒီထဲမှာထည့်သွင်းပြီးဒီစိတ်ဆွဲလန်းမှုတွေဘလောက်ဒုက္ခပေးတယ်ဆိုတာချက်ထွင်ပြီးတော့သိနိုင်မှာပဲဖြစ်တယ်ပေါ့နော်အဲ့ဒီစိတ်ဆွဲလန်းမှုတွေကိုတမန်အားဖြင့်မှန်ကန်တဲ့အတွေးနဲ့ပယ်ဖြောင်းနိုင်တော့လေအမြစ်ပါပြုတ်အောင်ပယ်ဖြောက်ဖို့ကြတော့မြတ်ဗုဒ္ဓဟောကြားတဲ့ဝိပဿနာကျင့်စဉ်ကိုကျင့်ရမှာဖြစ်တယ်ဝိပဿနာကျင့်စဉ်ကိုကျင့်လို့အမှန်တရားကိုသိမြင်တဲ့အခါမှာထိုစိတ်ဆွဲလန်းမှုတွေရဲ့အရင်အမြစ်ဖြစ်တဲ့အခြေခံဝိမြင့်နှစ်ခုလို့ခေါ်တယ်အဝိဇ္ဇာနဲ့တဏှာဒီနှမျိုးဟာလုံးဝကင်းလွတ်သွားမှာအဝိဇ္ဇာကိုလည်းဖယ်နိုင်တယ်တဏှာကိုလည်းဖယ်နိုင်တယ်ဝိမြင့်နှစ်ခုစလုံးကိုဖယ်ရှားလိုက်နိုင်ပြီဆိုရင်အခုပြောတဲ့စိတ်ဆွဲလန်းမှုတွေဟာလုံးဝပျောက်ကင်းသွားမှာဖြစ်တယ်ပေါ့ဒါဟာမြတ်ဗုဒ္ဓပွင့်တော်မူတဲ့အခါမှာရနိုင်တဲ့အခွင့်အလမ်းကြီးပဲဖြစ်တယ်ဝိပဿနာတရားဟာဘယ်ဘာသာကမှမဟောနိုင်တဲ့တရားဖြစ်တယ်ဒါမြတ်စွာဘုရားကိုယ်တိုင်မိန့်ကြားခဲ့တဲ့မဟာပရိနိဗ္ဗာန်သုတ်မှာသုဘဒ္ဓပရပိုက်ကြီးရဲ့အမေနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကတိတိပပမိန့်ကြားခဲ့ဖြစ်တယ်
ရသော်ဘုရားရဲ့ဘဝ52နှစ်ကာလအတွင်းမှာဝိပဿနာတရားကိုအပြည့်အစုံမပြောနဲ့တစိတ်တသေးသားတောင်ဟောပြောနိုင်တဲ့ပုဂ္ဂိုလ်တခြားဘာသာမှာမရှိဘူးလို့52နှစ်ဆိုဒီမှာတောထွက်ပြီးတရားကျင့်တာက6နှစ်ဖျားဖြစ်ပြီးတရားဓမ္မလှည့်လည်ဟောပြောတာက45နှစ်ပေါင်းလိုက်တဲ့အခါ52နှစ်အဲ့ဒီ52နှစ်ဓမ္မကျင့်သုံးတဲ့ခေတ်အတွင်းမှာဝိပဿနာတရားကိုတစိတ်တသေးသားလေးတောင်ဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ဘူးဝိပဿနာတရားဆိုတာဘယ်လမ်းကြောင်းကသွားတာတုံးဆိုရင်မဂ္ဂင်၈ပါးလို့ဆိုတဲ့မှန်ကန်တဲ့လမ်းကြောင်းကသွားတာဖြစ်တယ်အမှန်၈ချက်နဲ့သွားရမှာပဲအမှန်မြင်ခြင်းအမှန်တွေးတောခြင်းမှန်တွေးတောတဲ့အတိုင်းမှန်တာကိုသာပြောခြင်းမှန်တာကိုသာလုပ်ခြင်းအသက်မွေးမှုမှန်ကန်ခြင်းကြိုးစားအထောက်မှုမှန်ကန်ခြင်းအာယုစူးစိုက်မှုမှန်ကန်ခြင်းနဲ့စိတ်တည်ငြိမ်မှုမှန်ကန်ခြင်းလို့ဆိုတဲ့အမှန်အကန်၈ချက်နဲ့ဝိပဿနာလမ်းစဉ်ကိုချမှတ်ပြီးထိုဝိပဿနာလမ်းကြောင်းကနေသွားတဲ့အခါမှာပြည့်စုံတဲ့အမှန်၈ချက်သည်တစ်ချက်တည်းကဲ့သို့ဖြစ်သွားပြီးမက္ခဆိုတဲ့နာမည်နဲ့စိတ်ဆွဲလန်းမှုတွေအားလုံးကိုဖယ်ရှားပြစ်နိုင်တာပဲဖြစ်တယ်။ဒါကြောင့်ဒီစိတ်ဆွဲလန်းမှုတွေဟာလူလောကမှာဘလောက်ဒုက္ခပေးတယ်လဲဆိုတာလေးကို50မှာပါရှိတဲ့အတိုင်းမတန်နိုင်ချဖို့နံပါတ်1ကမနာလိုဝန်တုစိတ်အဲ့ဒီမနာလိုဝန်တုစိတ်ဟာလူလောကကြီးကိုတဦးနဲ့တဦးမတည့်အောင်အချင်းချင်းကွဲပြားအောင်သွေးခွဲနေတာသူပဲဖြစ်တယ်ပေါ့မနာလိုမရှုစိတ်လို့ဆိုတဲ့အိတ်တတရားဟာဒေါသနဲ့ရှင်တွဲလာတာဖြစ်သည့်အတွက်ကြောင့်မုန်းတိမှုတွေရွှန်ရှာမှုတွေနဲ့လောကကြီးကိုပျက်စီးအောင်လုပ်တဲ့ထဲမှာကြီးမားတဲ့လက်သည်တရားခံပဲဖြစ်တယ်အဲ့ဒီမှာမနာလိုဝန်တိုခြင်းလို့ဆိုတဲ့အိတ်တာမနာလိုဝန်တိုစိတ်ဆွဲကြုံတွေးခဲ့ရတဲ့ပုဂ္ဂိုလ်တို့ရဲ့ဘဝဇာတ်လမ်းကိုပြန်ပြီးတော့ပြောထားတာသူကဘာတော့ဆိုမနာလိုဝန်တိုမှုဖြစ်เสียရအကြောင်းမျိုးစုံရှိတဲ့ထဲမှာဒီနေရာမှာအဖြစ်များတဲ့သူ့ဘဝအတွေ့အကြုံကိုပြောမှာဖြစ်တယ်အဋ္ဌိယကာရဏရာဇပဏပိသိပရောဟိတသောမံအဋ္ဌိနိဝေဒေတိတတ္တမဟံအနုတ္တုယကောဘဝအတွေ့အကြုံတစ်ခုအနေနဲ့သူကပြောတာအဲ့ဒီဇာတ်လမ်းလေးကဘုရင်ကြီးတစ်ပါးရဲ့အတွေ့အကြုံပဲဖြစ်တယ်ပါရဏသီမြို့ကဘုရင်ကြီးတစ်ပါးဟာချုံပေါ်လှပတဲ့အက္ခမေဟတိဒေဝီမိဖုရားကိုမြောက်စားပြီးမောင်မမိတ်တန်ထောင်ချီရှိတဲ့ထဲကထိုမိဖုရားကြီးကိုဥစားပေးခဲ့တယ်မိဖုရားကြီးကဘုရင်ကြီးကိုအခွင့်အရေးတစ်ခုတောင်းတယ်ဘုရင်ကြီးကအဆုပေးတဲ့အခါမှာသူကအခွင့်အရေးတစ်ခုတောင်းတယ်ဘာတောင်းလို့ဆိုရင်သူမှတပါဘယ်အမျိုးသမီးနဲ့မှမပတ်သက်ရဘူးဆိုတောင်းတယ်နော်ဘုရင်ကြီးကအစပထမတော့ညင်းတယ်ပြောပါများတဲ့အခါကျတော့သူရဲ့စိတ်ဓာတ်ပြောကြမှုနဲ့လိုက်လျောလိုက်တယ်ပေါ့အဲ့ဒီလိုက်လျောလိုက်တဲ့
မိဖုရားကြီးဟာသူ့ပေါ်သစ္စာရှိလားဆိုတာကြည့်ဒီမိဖုရားကြီးပေါ်မှာသူဟာမနာလို့ဝန်တို့စိတ်တွေအများကြီးဖြစ်ခဲ့တယ်ဖြစ်ပြပုံဇာလံကတော့ဘာတော့ဆိုတိုင်းပြည်မှာစီရေးကိစ္စရှိလို့ဘုရင်ကြီးကစစ်ထွက်မယ်စစ်ထွက်တဲ့အခါမှာမိဖုရားကြီးကသူ့ဘာအတူလိုက်ဖို့တောင်းဆိုတယ်သို့တော့ဘုရင်ကြီးကစီရေးစရာဆိုတာအသက်ကိုအနှံ့ပြီးတော့ရင်ကိုမြေကရုံးလုပ်ပြီးသွားရတဲ့ကိစ္စမျိုးဆိုမျိုးသမီးတွေမလိုက်သင့်ဘူးဒါကြောင့်ဘုရင်ကြီးကမလိုက်ဖို့နားချတဲ့အခါမိဖုရားကြီးကပါတောင်းဆိုပြန်တော့ဒီလိုဆိုရင်နေ့စဉ်သူနဲ့ဆက်သွယ်မပြတ်ဖို့ခုခေတ်ဆိုရင်တော့တယ်လီဖုန်းဆက်လို့ရတာပေါ့အဲ့ဒီခေတ်ကတော့တမန်လွှတ်ရမှာဖြစ်တယ်လူတယောက်စိတ်လွှတ်ရမှာဖြစ်တယ်သတင်းစကားပြောဖို့ရအတွက်ဘယ်စခန်းရောက်ပြီးဘာတွေလုပ်တယ်ဒုက္ခဒုက္ခအောင်မြင်မှုဆုံးရှုံးမှုဆိုတာဒီရှေ့တန်းထွက်တဲ့အခါမှာဒီသတင်းကိုသူနေတိုင်းရခြင်းနဲ့ဆိုဘုရင်ကြီးကစခန်းတစ်ထောက်ရောက်တိုင်းလူတယောက်လွတ်တယ်မိဖုရားကြီးစီလွတ်ရတယ်အသွားမှာ36စခန်း36ယောက်ကိုလွတ်လိုက်တယ်ထို့တူပဲအပြန်မှာလည်းပဲ32စခန်း32အပြန်မှာလည်း32ယောက်ကိုလွတ်တယ်အသွားမှာလည်း32ယောက်ကိုလွတ်တယ်အလုံး64ယောက်မိဖုရားရှိတမန်လွှတ်ရတည်င်းပြောဖို့အတွက်တမန်လွှတ်ရနောက်ဆုံးဘုရင်ကြီးကအောင်မွေးရလို့တိုင်းတော်ပြည်တော်ပြန်လာတဲ့အခါမှာအာကိုယုံကြည်ရတဲ့ပရောဟိတ်ကြီးကိုဘုရင်ဆိုတာအခမ်းအနားနဲ့အောင်မွေးရလာတဲ့အခါမှာမြို့ကိုအခမ်းအနားနဲ့ဝင်ရမှဖြစ်သည့်အတွက်ကြောင့်ပြင်ပမှာဒီတိခက်တဲနန်းလို့ခေါ်တဲ့ယာယီဆန္နန်းဆောက်ပြီးတော့ခန်းချမိဖုရားရှိသတင်းပို့ဖို့အဲ့ဒီအချိန်မှာပရောဟိတ်ပုံနာရုပ်ရည်ဆင်းကအလွန်လှပတဲ့ပရောဟိတ်ပုံနာကြီးမိဖုရားရှိသတင်းပို့ဖို့စီမံလုပ်ဖို့လွတ်လိုက်တယ်ပြောရမယ်ဆိုရင်အဲ့ဒီပရောဟိတ်ပုံနာကြီးနဲ့ပတ်သက်ပြီးအလုံးမိဖုရားကြီးရဲ့အကျင့်စာရိတ္တတွေအကုန်ပေါ်လွန်သွားတယ်ပရောဟိတ်ပုံနာကြီးရောက်တဲ့အခါကျတော့မိဖုရားကြီးကပရောဟိတ်ပုံနာကိုကြည့်ပြီးတော့သူနဲ့ပျော်ပါဖို့တောင်းဆိုတယ်ပရောဟိတ်ပုံနာကဒီကိစ္စမျိုးသူဘယ်တော့မှမလုပ်ဘူးသူသိခါသူထိန်းတယ်မလုပ်ပြရစေနဲ့တဏ္ဍန်တောင်းမှမရတဲ့အခါမှာနောက်ဆုံးမိဖုရားကြီးကအကောက်ကြံပရောဟိတ်ပုံနာကိုတေချောင်းကြံတေချောင်းကြံပြီးဘုရင်ကြီးရောက်လာတဲ့အခါမှာတဏ္ဍဥတင်တယ်ပေါ့ပရောဟိတ်ပုံနာကသူ့ကိုစော်ကားပါတယ်ဆိုတဲ့လီဆယ်ပြီးတိုင်တန်းမှုလုပ်တယ်အဲ့ဒီမှာဒီချိန်မှာဘုရင်ကြီးရဲ့ဝန်တိုစိတ်တွေပြင်းထန်ချက်ချင်းပေါက်ကွဲလာဒီဝန်တိုစိတ်ဆိုတာအဲ့ဒါနော်သူမိဖုရားကြီးကိုစော်ကားတယ်လို့လည်းသိလိုက်ရောဘုရင်ကြီးရဲ့ဝန်တိုစိတ်ဟာအလုံးကိုပြင်းထန်ချက်ချင်းပရောဟိတ်ပုံနာကိုဖမ်းဖို့အမိန့်ပေးတယ်ဖမ်းပြီးတော့သေဒဏ်ချမှတ်လိုက်တယ်သို့သောပရောဟိတ်ပုံနာကြီးကအသိပညာထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်တော့ဖန်ဆီးပြီးတတ်မဲ့မေမှုတန်းတွေကိုအကျိုးအကြောင်းပြောပြတယ်ဘုရင်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေငါစီမံနေတာဖြစ်တော့
ဘုရင်ကြီးထားတဲ့ပစ္စည်းဥစ္စာတွေမြုပ်နှံထားတဲ့ငွေကြေးဒနာတွေအဲ့ဒါတွေကိုငါဘုရင်ကြီးကိုပြောခဲ့မှဖြစ်မယ်ငါသိတာအရေးမကြီးဘူးငါမပြောခဲ့လို့ရှိရင်တိုင်းပြည်အတွက်ဆုံးရှုံးနေမယ်အဲ့ဒါကြောင့်ဘုရင်ကြီးနဲ့ငါ့ကိုတွေ့ခွင့်ပေးပြီးတော့မှငါ့ကိုဘုရင်အမိန့်တိုင်းတတ်ဖို့ဆိုတော့အဲ့ဒါကိုလက်ခံပြီးဘုရင်ကြီးစီရောက်သွားတဲ့အခါဘုရင်ကြီးကပရောဟိတ်ပုံနာကြီးလည်းမြင်လိုက်ရောဘာကြောင့်ဒီလိုရုံးမာတဲ့အလုပ်တွေလုပ်ရတာလဲလို့မေးတဲ့အခါမှာအဲ့ဒီမှာပရောဟိတ်ပုံနာဘုရင်ကြီးကိုလျှောက်ထားတယ်ကျွန်တော်မျိုးဟာတုတ္တိယလို့ခေါ်တဲ့ပုံနာမျိုးကလာတဲ့ပုဂ္ဂိုလ်ပါသူများတဲ့တတ်ခြင်းကလည်းရှောင်ကျင်ပါတယ်သူများဥစ္စာမတရားယူခြင်းကလည်းရှောင်ကျင်ပါတယ်သူတော်ဘာတမယာပြမှားခြင်းကလည်းလုံးဝရှောင်ကျင်တယ်လိမ်ပြောတယ်ဆိုတာလည်းဘယ်အခါမှမလုပ်ဘူးအယက်သေးစာတောက်စားခြင်းလည်းပဲကင်းတယ်ဘယ်သောခါမှမဟုတ်တဲ့အလုပ်ကိုသူမလုပ်တာမှန်ပါတယ်တကယ်လုပ်တာကတော့သေမင်းကြီးကနေပြီးတော့အသွားပြန်လွတ်လိုက်တဲ့64ယောက်သောတမန်တော်တွေနဲ့ဟောဒီမိဖုရားကြီးကဖောက်ပြန်ခဲ့တာဒါသာလင်းဖြစ်ပါတယ်မယုံလို့ရှိရင်ဆင့်ခေါ်ပြီးတော့စစ်မေးပါဟောအဲ့ဒီဆင့်ခေါ်ပြီးစစ်မေးတဲ့အခါမှာဒီအမှုကပေါ်သွားတယ်ဟောဒီအမှုပေါ်သွားတယ်အဲ့လိုပေါ်တဲ့အခါမှာဒီပရောဟိတ်ပုံနာကြီးကဘုရင်ကြီးကိုနာချတယ်ရှင်မင်းကြီးဘယ်သူကမှအပြစ်မတင်ပါနဲ့ဒီလိုပဲလောကမှာဖြစ်တတ်တဲ့ကိစ္စတွေအများကြီးဖြစ်ပါတယ်သူကိုအပြစ်မတင်သလို64ယောက်သောတမန်တော်တွေကိုလည်းအပြစ်မတင်ပါနဲ့နောက်ဆုံးမှာမိဖုရားကြီးကိုလည်းပဲအပြစ်မတင်ပါနဲ့လောကသဘာဝမှာဖြစ်တတ်တဲ့စိတ်ဆွဲလန်းမှုတွေကြောင့်ဖြစ်တဲ့အရာတွေသာဖြစ်ပါတယ်ဆိုပြီးဘုရင်ကြီးကိုနားချတော့ဘုရင်ကြီးကလက်ခံသွားတယ်လက်ခံသွားပြီးတော့သူဟာငါအခုလိုပရောဟိတ်ပုံနာကြီးကိုတတ်ဖို့ကြိုးစားတယ်64ယောက်သောလူတွေကိုတတ်ဖို့ကြိုးစားတယ်မိဖုရားကြီးကိုလည်းတတ်ပြစ်ဖို့ကြိုးစားတယ်အခုလိုပြစ်မှုတွေကိုစီရင်ဖို့စိတ်လိုက်မှန်လိုက်ငါဟာစီမံဆုံးဖြတ်ခဲ့တာအဓိကကတော့မိဖုရားကြီးပေါ်မှာဝန်တိုခြင်းကြောင့်ဖြစ်တယ်ဆိုတာသူကသူစဉ်းစားမိလားဝန်တိုစိတ်ဟာဘလောက်ဆိုးတယ်နော်ဒီကနေ့ခေတ်မှာလည်းလူတိုင်းဝန်တိုတယ်ဆိုတာတူတယောက်ချီးပွားရင်လည်းမနာလို့ဝန်တိုစိတ်ဖြစ်တတ်တယ်ကိုယ်ရဲ့တာသွားရင်လည်းမနာလို့ဝန်တိုစိတ်ဖြစ်တယ်ရှင်ပြိုင်သူအချင်းချင်းမှလည်းပဲအနိုင်ရသူကိုရှုံးသူကဝန်တိုစိတ်ဖြစ်တတ်တယ်ဝန်တိုစိတ်တွေဟာလူအတိုင်းဝိုင်းတစ်ခုလုံးကိုလွှမ်းမိုးထားသလိုဘယ်လူမျိုးပဲအတိုင်းဝိုင်းမှာပဲဖြစ်ဖြစ်ဝန်တိုစိတ်ကိုအကြောင်းပြုပြီးတော့တတ်ကြတယ်ဖြတ်ကြတယ်ပြစ်မှုတွေကျူးလွန်ကြတယ်ဆိုတာထင်ရှားတယ်လေဒါတူနဲ့တူမတည့်ကြတာတို့ဘဝမှာချမ်းချမ်းသာသာနေချင်တော့လဲမနေနိုင်တာတို့ဟောဒီမနာလိုဝန်တိုမှုဆိုတဲ့အိတ်သာအပြစ်တင်လိုမှုဆိုတဲ့ဒီသဘာဝတရားဟာလူလောကကြီးတစ်ခုလုံးကိုရုပ်ပြက်ဆင်းရဲဖြစ်အောင်လောကကြီးရဲ့လူသားတွေရဲ့ငြိမ်းချမ်းမှုကိုဖျက်ဆီးနေတဲ့တရားသာဖြစ်တယ်ဘုရင်ကြီးကအလေးနဲ့ထားပြီးတော့စဉ်းစားတယ်စဉ်းစားပြီးတဲ့အခါမှာဒီကိစ္စအခုလိုဖြစ်ခြင်းသည်မနာလိုဝန်တိုခြင်းကြောင့်ဖြစ်တာဖြစ်လို့တဲ့ဒီကနေ့ဒီအချိန်ကစပြီးတော့အရတ္တဖို့ယန္နာဖြစ်တော့မရောက်မချင်းတဲ့ကိလေသာကိုအကြောင်းပြုပြီးဖြစ်တဲ့ဟ
ဟောဒီဝန်တုစိတ်ဟာငါတဏ္ဍမှာဘယ်တော့မှမဖြစ်ပါစေနဲ့လို့ဆုံးဖြတ်ချက်ချတယ်အဋ္ဌိဋ္ဌဒါဟာဖယ်ရှားခြင်းတစ်မျိုးပဲနော်ငါမှဝန်တုစိတ်ဆိုတာဘယ်တော့မှမဖြစ်စေရဘူးဒီဝန်တုစိတ်မဖြစ်အောင်အခုချိန်ကနေစပြီးတော့ဝန်တုစိတ်ကိုသူ့ရင်ထဲကထုတ်ပြစ်မယ်ဘယ်ဘဝမှာဝန်တုစိတ်ဆိုတာမလာစေရဘူးလို့တည်ငါအားဖြင့်ဝန်တယ်ငါစိတ်ကိုချိုးနိုင်ပြလိုက်တယ်တကယ်တော့ရှမ်းတာမဖြစ်သေးလို့ရှိရင်ဝန်တုစိတ်ကလောင်သို့တော့အိတ်တာဆိုတဲ့တရားကိုသောတပန်ဖြစ်ရင်ပဲဖယ်ရှားလို့ရသွားပြီသောတပန်ကအိတ်တာနဲ့မစ္စရိယကိုဖယ်ရှားတယ်လို့စာပေကျမ်းကမှာဆိုသောတပန်ဖြစ်ရင်ကိုပဲမနာလိုဝန်တုစိတ်ဟာဖယ်ရှားပြီးသားဖြစ်သွားတယ်သို့တော့သောတပန်မှာမနာလိုဝန်တုစိတ်နဲ့တွဲနေတဲ့ဒေါသဆိုတာကိုတော့မဖယ်ရှားနိုင်သေးဘူးအဲ့ဒီမနာလိုဝန်တုစိတ်ဟာလူတွေရဲ့အတိုင်းဝိုင်းကိုဖျက်ဆီးနေတဲ့လွှမ်းမိုးချုပ်ကင်နေတဲ့တရားစိုးအညစ်အကြေးမျိုးသာဖြစ်တယ်စိတ်ထဲမှာဖြေပြောက်ဖို့ခက်တယ်စိတ်ဆွဲလန်းမှုတစ်မျိုးပဲဖြစ်တယ်ဒါကြောင့်ဒီဗာရဏသီဘုရင်ကြီးဟာတတိနဲ့ပညာနဲ့ဒီနှစ်ခုကိုယ်မှာဖြစ်နေတဲ့အရာကိုအာယုံစိုက်တာကတတိအိတ်တာရဲ့အပြစ်နဲ့အိတ်တာမရှိခြင်းဝန်တုအိတ်တာမရှိခြင်းရဲ့အကျိုးမနာလိုဝန်တုခြင်းရဲ့အပြစ်မနာလိုဝန်တုမှုကင်းခြင်းရဲ့အကျိုးဆင်ញင်သုံးသပ်ပြီးတော့အိတ်တာတရားဘယ်တော့မှမဖြစ်စေဘူးဆိုပြီးအဋ္ဌိဋ္ဌံပြီးစိတ်ဆုံးဖြတ်တဲ့အခါမှာသူဟာနောက်ဘဝတစ်ခုရောက်လာတဲ့အခါမှာဘယ်တော့မှဝန်တုစိတ်သူ့မှာမဖြစ်တော့ဘူးဒါဒီဘဝတည်းမဟုတ်ဘူးနောက်ဘဝတစ်ခုရောက်တဲ့အခါမှာလည်းပဲသူ့ရဲ့မနာလိုဝန်တုစိတ်ဆိုတာမရှိတဲ့ပုဂ္ဂိုလ်အဖြစ်ကိုရောက်လာသူဟာစိတ်ဆွဲလန်းမှုတစ်ခုကိုအောင်နိုင်လိုက်တဲ့ပုဂ္ဂိုလ်တစ်ခုပဲဖြစ်တယ်ပေါ့နော်ဒါယဟန္တာဖြစ်ပြီးတော့ဖယ်ရှားနိုင်တာမဟုတ်ဘူးဆုံးဖြတ်ချက်တစ်ခုနဲ့ပဲသူမနာလိုဝန်တုစိတ်ကိုအောင်နိုင်လိုက်တဲ့ပုဂ္ဂိုလ်ဆိုဘုန်းကြီးတို့တွေလည်းကိုယ်စိတ်ကိုဆုံးမပြီးတော့မနာလိုဝန်တုစိတ်မျိုးငါမှမဖြစ်စေရဘူးမုရိဒာဆိုတဲ့တရားကိုအလေးနဲ့ထားပွားများအထုတ်ခြင်းဖြင့်ဖယ်ရှားပြရမှာပဲဖြစ်တယ်ဒီစိတ်ဆွဲလန်းမှုကိုဖယ်ရှားနိုင်မှုကြိုးရသော်ဘုရားရဲ့ဆုံးမတရားတော်တွေဆိုတာလက်တွေ့ကျင့်သုံးမှအကျိုးသက်ရောက်မှုဖြစ်တယ်ကိုယ်ွယ်ဖို့ပူဇော်ဖို့တဲ့ကိုယ်တိုင်ကျင့်သုံးမှုအတွက်မြတ်စွာဘုရားဟောတာဖြစ်တယ်ဒါကိုသတိထားရမှာပေါ့နော်နောက်တစ်ခုကတော့လူတွေရဲ့စိတ်မှာအယက်သေးစာတောက်စားတဲ့အခါမှာဆွဲလန်းသွားတယ်မတောက်ရမနေနိုင်တဲ့အနေအထားမျိုးရောက်ပြီးတော့နော်ဆွဲလန်းတတ်တယ်ဆိုတာအလုံးသိပဲမူရစေဝါတွေကဆွဲလန်းတတ်တယ်အယက်သေးစာတောက်စားမှုပါလေဆွဲလန်းတတ်တယ်တချို့များဆိုရင်သေသည်ထီအောင်မဖြတ်နိုင်လောက်အောင်ဆွဲလန်းပြီးတော့သွားရတယ်စိတ်ဆွဲလန်းမှုတစ်မျိုးတည်းမှာအယက်သေးစာပေါ်မှာဆွဲလန်းခြင်းဟာပြင်းထန်တယ်လို့အယက်သမားကောနဲ့ဒီခုံချုပ်သွားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းပဲဒီဇလန်နဲ့မှာပါတဲ့ခုနကဗာရဏသီမြင်းဘဝကနေပြီးဆောက်တည်ခဲ့တဲ့ပုဂ္ဂိုလ်ဟာဘဝတစ်ခုမှာအယက်သေးစာတောက်စားလို့တဲ့ဆွဲလန်းမှုကိုသူဖယ်ရှားနိုင်ခဲ့တယ်ပေါ့နော်သူရဲ့အဋ္ဌိဋ္ဌံဖြင့်ဒီစိတ်ဆွဲလန်းမှုကိုအောင်နိုင်အောင်လုပ်ခဲ့မှုတယ်သူရဲ့ဘဝအတွေ့အကြုံကိုပြန်ပြီးတော့ပြောတဲ့အခါမှာမတ္တောအဟံမဟာရာဇဗုဒ္ဓမန္တာနိခရယေတတသောကိနဟံဖုတ်ထောမစ္ဆပန္နဝိဝေစေသူဟာအယက်သေးစာကိုဘာကြောင့်ဒီဘဝတည်းမကဘူးဘဝဆက်ဆက်မှာအယက်မုန်းသွားတဲ့ပုဂ္ဂိုလ်အယက်ဆွဲလန်းမှုမ
ဖယ်ရှားတွန်းလှန်လိုက်တဲ့ပုဂ္ဂိုလ်ဘာကြောင့်ဖြစ်ရတယ်လဲဆိုအတူချုပ်ကသူဟာအယက်မူးပြီးတော့သူ့သားကိုတတ်ပြီးတော့သားရဲ့အသားနဲ့ပွဲတော်တီးခဲ့ဘူးတယ်ကိုချစ်လဆိုတော့သားလေးရဲ့အသားနဲ့အယက်မူးနေတဲ့အချိန်မှာကိုသားကိုတတ်စားခဲ့တာကြောင့်မို့ဒီအယက်ရဲ့ဆိုးဝါးမှုကိုသူသိပြီးတော့ဘယ်တော့ခါမှယန္တာမဖြစ်မချင်းနော်ဒီလိုဘဝကိုပျက်စီးစေတတ်တဲ့အရက်ဆိုတာငါဘယ်တော့မှမတောက်တော့ဘူးလို့ဘဝတစ်ခုမှာသူဟာမြေမှုန့်ကိုမျက်နှာကိုတုပ်လိမ့်ပြီးတော့သေချာပေါက်အဋ္ဌထံခဲ့တာဖြစ်တယ်ပေါ့ဒါသူတို့ခေတ်ကပေါ့တခုလောက်တော့မယ်ဆိုရင်မြေကြီးကိုတက်တည်တည်တဲ့အနေနဲ့မြေမှုန့်ကိုလက်နဲ့ယူပြီးတော့မျက်နှာကိုပုတ်ပြီးတော့ဘယ်တော့မှဒီဟာကိုမကျူးလွန်တော့ဘူးအခုကတော့လက်တန်းချင်းချိတ်ပြီးတာတို့လက်ဝါးချင်းရိုက်ပြီးတော့လောက်ကြတာဒါတပါပေါ့နော်သူရှင်ကျေးမှုနဲ့သူလောက်ကြအဲ့တော့အဖြစ်ပြက်ကဒီလိုဗာရဏသီဘုရင်ဖြစ်ခဲ့တော့ကသူဟာအရက်မရှောင်နိုင်နဲ့အရက်အမြဲတမ်းဆွလန်းနေတဲ့ဘုရင်ကြီးတူဖြစ်ခဲ့တယ်အမြဲတမ်းအရက်နဲ့ပဲပျော်မွေ့ပြီးတော့နေတယ်တနေ့ကျတော့အဖြစ်ဆိုးတစ်ခုကဘလို့ကြုံသွားတော့ဆိုသူ့မှာသားကလေးတူထွန်းကားထားတယ်ကလေးပေါက်စားအလွန်ငယ်သေးတဲ့အရွယ်လေးတရက်မှာသူဟာအရက်ကြိုက်တယ်လို့အသားလည်းအလွန်ကြိုက်တယ်ဥပုံနေ့တရက်မှာသူကိုယ်တိုင်အမိန့်ထုတ်ထားတာအသားမပေါ်ရဘူးမာခာတသမယလို့ခေါ်တယ်ဘုရားမသာဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေတရားတွေကိုမတတ်ရဘူးအသားမပေါ်ရတဲ့နေ့ဆိုပြီးတော့သတ်မှတ်ပေးထားရှိတယ်အဲ့တော့ဘုရင်ကြီးကလည်းအသားမပါရင်ပွဲတော်မတည်ဘူးဖြစ်သွားပုံကတော့စရောဂဲကကျွတ်တင်ပြီးတော့အသားကိုတရက်ဝယ်ထားတယ်အခုခေတ်လိုရေခဲတက်တာကရှိတာမဟုတ်ဘူးလေအသားကိုလာပြည့်နေလို့ဥပုံနေမှာအသားမတတ်ရဘူးဆိုတဲ့အခါမှာအဖိတ်နေလို့ကအပူဝယ်ထားတယ်သို့တော့သူဝယ်ထားတဲ့အသားသေးသေးချာချာမသိမ်းတော့ဘယင်မွေးထားတဲ့ခွေးတွေဝင်စားသွားတယ်နောက်ရက်ဘယင်ကြီးကပ်ဖို့ဆက်ဖို့အသားမရှိတော့ဘုရင်ကြီးကလည်းအသားမပါရင်ဘယ်တော့အခါမှပွဲတော်မတည်ဘူးဆိုတော့စရောဂဲဟာအကြက်ရိုက်ပြီးပြပြရှိသွားပြီးတော့အကြံဉာဏ်တောင်းတယ်သူ့မှာအသားလည်းမရှိဘူးလက်ဖြင့်ကအသားမပါရင်ဘုရင်ကြီးကလက်ခံမှာမဟုတ်ဘူးအဲ့ဒါဘယ်လိုလုပ်ရမလဲဆိုပြပြကြီးကအကြံပေးတယ်အေးဘုရင်ကြီးကသူ့သားလေးတွေ့လို့ရှိရင်ကြံတာအလုံးကိုမေ့နိုင်တယ်သားကလေးနဲ့ပဲဒီချော့မြူပြီးတော့ကြံတာတွေအကုန်လုံးမေ့သွားနိုင်တယ်အဲ့တော့ပွဲတော်တည်တဲ့အချိန်မှာငါကသားလေးယူပြီးဘုရင်ရဲ့ပေါင်မော်တင်ပေးထားမယ်အဲ့ဒီအချိန်မှာမင်းပွဲတော်ဆက်အဲ့ဒီကြံ့တိုင်းစားတော့ကဲကခက်လန့်လန့်နဲ့အသားမပါတဲ့ပွဲတော်ကိုတည်လာဒီအချိန်လေးမှာမိဖုရားကြီးကသားကလေးကိုချီလာပြီးဘုရင်ကြီးပေါင်မော့တင်ပေးလိုက်တယ်ဘုရင်ကြီးကသားကလေးမြင်ကြတဲ့ဟာသူကသားကလေးကလွယ်လို့ဘာမှအာရုံမဆိုင်ဘူးသို့တော့စရောကဲရောက်လာပြီးတော့ထမင်းပွဲကိုကြည့်လိုက်တဲ့အခါမှာအသားမပါတာတွေ့တယ်အရက်ကလည်းမူးနေပြီမူးနေအောင်တောက်ထားတာဘာမှတတိမရှိတော့ဘူးအဲ့ဒီအချိန်မှာအသားပဲ့မလဲလို့ဆိုတော့ဒီနေ့ဟာဥပုံနေ့အသားမပေါ်ရတဲ့နေ့ဖြစ်သည့်အတွက်ကြောင့်အသားမပါနိုင်ပါဘူးလို့ရှောက်တဲ့အခါမှာသူ့သားလေးကိုလက်ကုပ်ချိုးပြီးရော့ခုချက်ချင်းချက်ခဲ့ဆိုသားလေးကိုတတ်ပြီးတော့ချက်ခိုင်းလိုက်တယ်
ဘုရင်ကြီးကိုကြောက်လို့ဘယ်သူမှမပြောရဲဘူးငိုလည်းမငိုရဲကြဘူးသားကလေးဟာအချောင်ဘုရင်ကြီးပွဲတော်စာဖြစ်သွားတယ်နော်သိဆုံးပြီးတော့အဲ့လိုသားရဲ့အသားကိုစားပြီးတော့နောက်တည့်ရက်နဲ့အမူးပြေတဲ့အခါကျတော့ငါသားလေးပဲမရုံးခေါ်ခဲ့ကြလို့ဆိုတဲ့အခါမှာမိဖုရားကြီးကအဲ့ဒီကြတော့ငိုကြွေးပြီးတော့ညာကအဖြစ်ဖြစ်ကိုပြောရတာဖြစ်တယ်အဲ့ဒီအချိန်မှာဘုရင်ကြီးဟာစိတ်နှလုံးဘလောက်ဒုက္ခရောက်သွားတယ်သူဟာပဂရိစိတ်နဲ့ဆိုရင်ဒီသားလေးကိုတတ်ရမှာမဟုတ်ဘူးအရက်မူးနေသည့်အတွက်ကြောင့်ဒီကလေးကိုတတ်လိုက်တယ်တတ်ရုံနဲ့မကဘူးသူ့သားရဲ့အသားကိုတောင်စားတယ်ဆိုတော့ဒီအဖြစ်ဆိုးကြီးဟာအရက်သေးစာတောက်ဆရာခြင်းကြောင့်ဖြစ်တာပဲဒါကြောင့်မို့အရက်သေးစာအခုလိုအဖြစ်ဆိုးနဲ့ကြုံစေတတ်တဲ့ဘဝမှာဘာကိုမှမစင်စားနိုင်တော့အောင်ပျက်စီးသွားတဲ့အရက်မျိုးကိုငါဒီကနေ့ကစားပြီးဘယ်တော့မှမတောက်တော့ပါဘူးလို့ဒိဋ္ဌာန်လိုက်တာအဲ့ဒီဒိဋ္ဌာန်လိုက်သည့်အတွက်ကြောင့်အဲ့ဒီဘဝကစပြီးတော့အခုနောက်ရောက်လာတဲ့ဘဝတွေထိအောင်သူဟာဘယ်တော့မှအရက်မတောက်တဲ့လူဖြစ်သွားတယ်ဒါအဋိဋ္ဌာန်ယုံနဲ့ပဲဒီလိုစိတ်ဆွဲလမ်းမှုတစ်ခုအောင်မြင်ခဲ့တယ်ဒီစိတ်ဆွဲလမ်းမှုဆိုတာအလွန်ကြီးတာတချို့ဆိုကိုမစားပါနဲ့ကွန်းရဖြတ်ခိုင်းတာတော့မဖြတ်နိုင်ကြဘူးเนาะအရက်မပြောနဲ့ကွန်းရလဲဆွဲရတာပဲလူတွေမှာအဲ့တော့စိတ်ဆွဲလမ်းမှုတွေဟာတစ်ခုနဲ့တစ်ခုတော့ဒုက္ခပေးတတ်တာတစ်မျိုးမဟုတ်တစ်မျိုးလူတွေကိုဒုက္ခပေးနိုင်အဲ့ဒီလိုအရက်သေးစာတောက်စားမှုကိုစိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့သူဟာအောင်နိုင်လိုက်တဲ့အနေအထားမျိုးကိုရရှိခဲ့တယ်ဆိုတာသူ့ဘဝစာကြောင်းကိုခုလိုမှတ်တမ်းတင်ထားတာပဲဖြစ်တယ်ပေါ့နောက်တစ်ခုဇလန်းတစ်ခုကတော့အဲ့ဒီပုဂ္ဂိုလ်ပဲဘဝတစ်ခုမှာသူကကိတဝါသောနာမဟာရာဇပုဒ္ဒောပစ္စေကဘောဓိမေပတ္တံဗိနိတဝါသဝိတောနိတနေဟောတတ္တကာရဏချစ်ခင်မှုနဲ့ပတ်သက်ပြီးတော့စိတ်ဆွဲလမ်းမှုဟာလည်းပဲအလွန်ပြင်းထန်တယ်အဲ့ဒီချစ်ခင်မှုဆိုတဲ့စိတ်ဆွဲလမ်းမှုဟာလည်းပဲလူကိုဒုက္ခပေးချစ်ချင်းမုန်းခြင်းဆိုတဲ့နေရာမှာချစ်ချင်းဟာလည်းဒုက္ခပေးအဲ့ဒါနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဘဝအတွေ့အကြုံလေးတစ်ခုပြောပြတယ်သူဟာတိုင်းပြည်တစ်ပြည်ရဲ့ဘုရင်တဦးဖြစ်တယ်သူ့ရဲ့နာမည်ကအဲ့ဒီဇလန်းမှာခိတဝါဒလို့ခေါ်တယ်ခိတဝါဒဘုရင်ကြီးမှာသားကလေးတူမင်းသားလေးတူသားကလေးတူမွေးဖွားလာတော့အရွယ်ရောက်တဲ့အခါမှာအိရှိမင်းသားဖြစ်ခံတာအဲ့ဒီသားကလေးမွေးလာတဲ့အခါမှာနမိတ်ဖတ်တဲ့လက္ခဏာဖတ်တဲ့ပေရင်ဆရာတွေကဗာပြောတော့ဆိုဒီကလေးရဲ့စာတာဒီကလေးရဲ့လက္ခဏာအရာသူဟာရေငတ်ပြီးတော့သေကိန်းရှိတယ်ပေါ့နော်ရေမတောက်ရလို့သေမဲ့အမှတ်သားပါနေတယ်ရေပြတ်ပြီးတော့ရေငတ်ပြီးတော့သေလိုက်မယ်တော့ကျွတ်တင်ပြီးတော့ဟောကိန်းထုတ်တာအဲ့ဒါကိုဘုရင်ကြီးကစိုးရိမ်တော့သူသားလေးရေမကတ်ရအောင်ဆိုမြို့တဲ့ကောင်မှလည်းရေကန်နေရေအိုးစင်နေဥယျာဉ်မှလည်းရေကန်နေရေအိုးစင်နေလမ်းဘေးတွေမှလည်းပဲရေကန်နေရေအိုးစင်နေတိုင်းပြည်မှာအနှံ့အပြားရေကန်ရေအိုးစင်နေလှုပ်ထားပြီးဘယ်တော့သွားသူသားနဲ့အတူသွားလေးရှိတယ်အဲ့ဒါလို့နဲ့စောင့်ရှောက်ပြီးမဲ့လို့တရက်တော့ဒီမင်းသားကမြို့ပြင်ကိုထွက်သွားတယ်မြို့ပြင်ထွက်သွားတဲ့အချိန်လေးမှာသူ့အချမ်းရံပြိတ္တတွေအားလုံးအချမ်းရံနေနဲ့ထွက်သွားတဲ့အခါမှာလမ်းမြပစ္စေကဗုဒ္ဓတပါးတွေ့တော့လူတွေအားလုံးကပစ္စေကဗုဒ္ဓကိုကြည်ညိုမြတ်နိုးစွာရှိခိုးကြအယုသိပေးကြတယ်သူ့နားမှာတယောက်မှမရှိဘူး
သူ့ကိုကြောပေးပြီးတော့ပိစိကဗုဒ္ဓကိုပဲဝိုင်းပြီးတော့ရှ िख ိုးကြအဲ့ဒီချိန်လေးမှာသူကပိစိကဗုဒ္ဓကိုရှ िख ိုးရမလားဆိုပြီးတော့ဒေါသထွက်သွားပြီးတော့ပိစိကဗုဒ္ဓဒီအနီးချင်းကပ်ပြီးတော့အရှင်ဖေဟာဆွမ်းရပါလားလို့ဆိုရပါပြီလို့ပြောတဲ့အခါပိစိကဗုဒ္ဓထဲကတပိတ်ကိုယူပြီးတော့ပေါက်ခွဲတယ်ပိစိကဗုဒ္ဓရဲ့ဆွမ်းတွေကိုခြေထောက်နဲ့နေပြီးတော့မြေကြီးပေါ်မှာအနှံ့အပြားလှုပ်တယ်အဲ့ဒီခါမှာပိစိကဗုဒ္ဓကသူ့ကိုကရုဏာစိတ်နဲ့ကြည်တာဩဒုက္ခရောက်ရှာတော့မယ်ပိစိကဗုဒ္ဓရဲ့တပိတ်ကိုပေါက်ခွဲရုံမှာကအစာတွေကိုခြေနဲ့နင်းဖြစ်ပြီးတော့ဒီလိုစောကားရတွေ့တော့ပိစိကဗုဒ္ဓကသူ့ကိုကြည့်ပြီးဩတနာစရာဒုက္ခရောက်ရှာတော့မယ်လို့ကြည့်တဲ့အကြည့်ကိုသူကဘာကြည့်တာလဲသူ့ကိုမကျေနပ်ဘာမလုပ်နိုင်ဘူးသူဟာဘုရင်သားတော်ဖြစ်တယ်ပေါ့ဘုရင်သားတော်ဖြစ်တယ်သူ့ကိုဘာမှလုပ်လို့မရဘူးဆိုပြီးစောကားမော်ကလှုပ်လိုက်တဲ့အခါပိစိကဗုဒ္ဓဟာဆောမဘဝင်းဝေးရပဲနဲ့ကောင်းကင်ကိုပြန်ပြီးတော့ကြွားသွားတယ်ပိစိကဗုဒ္ဓလည်းကြွားသွားရောသူခန္ဓာကိုယ်မှာသူလုံးလိုက်တဲ့အကုသိုလ်စောကားလိုက်တဲ့အကုသိုလ်ကချက်ချင်းအကျိုးပေးတော့ခန္ဓာကိုယ်မှာမီးလောင်တယ်လို့ပဲချက်ချင်းပူလာကြီးလောင်လာကြီးလို့ဖြစ်လာတယ်နော်ပူလာကြီးလောင်လာကြီးဖြစ်တဲ့အခါကျတော့ရေပေးကြလို့ဆိုအခါကြည့်လိုက်တဲ့အခါမြစ်ချောင်းအိမ်ဘယ်နေရာမှရေရှာလို့မရဘူးရေကန်တွေကလည်းအကုန်ခန်းလူတွေရှိတဲ့ထဲရေတွေအကုန်လုံးပြတ်ထွက်သွားတယ်သူစီရေလုံးဝမရောက်နိုင်တော့အဲ့ဒါနဲ့သူကရေငတ်ပြီးတော့သေဆုံးပြီးဗေဒင်ဆရာတွေဟောထားတဲ့အတိုင်းရေငတ်လို့သေဆုံးမြေမြူပြီးနောက်ဆုံးဝိဇင်ငရဲရောက်သွားတယ်ပိစိကဗုဒ္ဓကိုပြစ်မှားတဲ့အကုသိုလ်ကချက်ချင်းကျုပ်ပေးလိုက်တယ်ဒီသတင်းကိုကိတဝါဒဘုရင်ကြီးကကြားတဲ့အခါမှာသားပေါ်မှာချစ်တဲ့စိတ်ကအလွန်ပြင်းထန်သည့်အတွက်ကြောင့်တောကတွေဖြစ်တယ်လူဆိုတာတောကဆိုတာဆိုရင်စိတ်ပူလောင်စိတ်ရှင်နေနှလုံးထဲမှာမခံနိုင်တော့အောင်ပူလောင်တဲ့စိတ်တွေတောကဆိုဖြစ်တယ်အဲ့ဒီတောကဟာဘာကြောင့်ဖြစ်တာလဲဘုရင်ကြီးကစဉ်းစားတော့အယံတောကောပိယဝတ္ထုတော်ဥပ္ပစီချစ်ခင်ခြင်းဆိုတဲ့အယံဝတ္ထုကနေပြီးတော့ချစ်သူခင်သူကိုအကြောင်းပြုပြီးတော့ဒီတောကဆိုဖြစ်တယ်မှန်တယ်ကိုယ်နဲ့မသိတဲ့လူတစ်ခုဖြစ်လဲဘာမှဖြစ်ဘူးကိုယ်နဲ့ယဉ်နှီးတဲ့ခင်မင်းနဲ့ဆိုရင်လူတွေဟာတောကဖြစ်ကြတာနောက်ဆုံးမှကိုယ့်ခင်ဆုံးဆိုကိုယ့်တစ်ခုဖြစ်မယ်ဆိုတောကဖြစ်တယ်ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့လဲကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းနဲ့ပတ်သက်ပြီးတောကဖြစ်တယ်ကိုယ်မဆိုင်တဲ့ပစ္စည်းဘလောက်တန်ကြီးရှိတောကမဖြစ်ဘူးလူတွေထဲမှာလည်းပဲကိုယ်မသိတဲ့လူသိဆုံးတဲ့သတင်းကြားလဲဘာမှမဖြစ်ဘူးကိုယ်နဲ့ယဉ်နှီးတဲ့ပုဂ္ဂိုလ်ဆိုရင်တောကဖြစ်လာယဉ်နှီးလေးတောကဖြစ်လေးပူရင်လေးပူတောကဖြစ်လေဒီလိုဖြစ်တာနော်ကိုမိသားစုတွေကဆိုမပြောနဲ့တော့အကြီးအကျယ်တောကဖြစ်တာအဲ့တော့ပိယတော်ဇာယတိတောကောဆိုချစ်ခင်မှုဆိုတဲ့တဏှာကြောင့်တောကဆိုတာဖြစ်တာဘုရင်ကြီးကအလေးနဲ့စဉ်းစားပြီးအကယ်၍ငါသားအပေါ်မှာချစ်ခင်စိတ်မရှိဘူးဆိုလို့ရှိရင်တောကလည်းဖြစ်မှာမဟုတ်ဘူးဒါကြောင့်မို့ဒီနေ့ကစပြီးတော့သက်ရှိသက်မဲ့ဘယ်အရာပဲဖြစ်ဖြစ်ချစ်ခင်ခြင်းတွေ့တာခြင်းမရှိတာကောင်းတယ်ဘယ်တော့မှမရှိစေရဘူးလို့သူစိတ်ကိုဒိဋ္ဌံပြီးဆုံးဖြတ်ချက်ချဒီနေ့ကနေစပြီးသူ့ပေါ်မှာချစ်ချင်းဆိုတဲ့ဆွလတ်မှုသူ့မှာမရှိစေရဘူးလို့ဆိုပြီးတော့စိတ်ထဲမှာအဒိဋ္ဌံဆုံးဖြတ်လိုက်တာအဲ့ဒါကနေပြီးဘဝလေးဆက်တွေမှာသူဟာတောကဒီချစ်မှုဆိုတာသူ့မှာချစ်ချင်းဆိုတဲ့စိတ်ဆွလတ်မှုသူကင်းသွားတယ်အဲ့တော့ချစ်ချင်းဆိုတဲ့စိတ်ဆွလတ်မှုကင်းသွားတာနဲ့တပြိုင်နက်တောကဆိုတာလည်းပျောက်သွားတာပဲဒါသဘာဝ
no where there is attachment there is worry ဆိုတာရှိ attachment ရှိတဲ့နေရာမှာ worry ဆိုတာလာတယ်နော် worry ဆိုတာလာတယ်ဒါကြောင့်မို့ချစ်ခင်မှုမရှိတဲ့အရာမှာတောကဖြစ်တယ်ဆိုတော့လောကမှာဖြစ်ဘူးတဲ့ဒါကြောင့်တောကကိုဖယ်ရှားခြင်းလို့ရှိရင်ချစ်ခင်မှုတွေ့တာမှုကိုဖယ်ရှားမှသာဖြစ်တယ်ချစ်ခင်မှုတွေ့တာမှုကိုမဖယ်ရှားနိုင်ပဲတောကကင်းဝေးနေထိုင်ရေးဘလောက်ကြိုးစားတောကဘယ်တော့မှကင်းမှာမဟုတ်ဘူးနော်ချစ်ခင်မှုဆိုတဲ့အရာဒီတောကကိုမွေးထုတ်တတ်တဲ့အရာဖြစ်တယ်လို့ဒီလိုမှတ်သားရမှာဖြစ်နောက်တောကဟာဒုက္ခပေးတယ်လို့ပဲတောကကိုဖြစ်စေတတ်တဲ့ချစ်မှုဟာချစ်ခင်မှုဟာစိတ်ဆွဲလန်းမှုတစ်ခုဖြစ်တယ်အဲ့ဒီစိတ်ဆွဲလန်းမှုကိုလေဒီဝိပဿနာတရားကျင့်ကြံကြိုးကိုအထုတ်ခြင်းဖြင့်သာလျှင်ချစ်ခင်မှုဆိုတဲ့တဏှာကိုဖယ်ရှားနိုင်မှာဖြစ်တယ်ပေါ့နောက်ဆုံးမှာယဟန္တာဖြစ်တဲ့အခါမှာချစ်ချင်းဆိုတဲ့တဏှာကိုဆုံးသက်ဖယ်ရှားနိုင်မှာဖြစ်တယ်သို့တော့ယောနိသောမနတိကာရဆိုတဲ့မကနဲ့ဆင်ញင်သုံးသပ်မှုအသိဉာဏ်ဖြင့်ကိုယ့်ရဲ့တဏ္ဍာမဖြစ်ပေါ်နေတဲ့ချစ်ခင်ဆွဲလန်းစိတ်တွေကိုလျှော့ချနိုင်တဲ့အနေအထားရှိပါတယ်လျှော့ချနိုင်အောင်ကြိုးစားအောင်မှာလေ့ကျင့်ကြရမှာပဲဖြစ်တယ်အကယ်၍မလေ့ကျင့်မှုဆိုလို့ရှိရင်ချစ်ခင်မှုဆိုတဲ့စိတ်ဆွဲလန်းမှုသည်ကိုယ်တောကဆိုတာကိုဖြစ်စေမှာပဲဖြစ်တယ်တောကကင်းဝေးတောကကင်းရှင်းရှင်းနဲ့စိတ်ချမ်းသာကိုယ်ချမ်းသာနေထိုင်ခြင်းနဲ့ဆိုရင်ကိုတောင်မချစ်မိအောင်စဉ်းစားဖို့လိုအပ်မှာဖြစ်တယ်ပေါ့သူတို့ဘာကိုမပြောနဲ့ပစ္စည်းဥစ္စာကိုမပြောနဲ့ကိုတောင်မချစ်မိအောင်ကြိုးစားနေဖို့ဖြစ်တယ်ဆိုတာဒါသက်သေပြထားတာပဲဖြစ်တယ်ပေါ့နောက်တစ်ခါမုန်းစိတ်ဆိုတာမုန်းတာဟာလည်းဆွဲလန်းမှုတစ်ခုပဲလူတွေဟာတယောက်နဲ့တယောက်မုန်းတဲ့စိတ်တွေဟာဆွဲလန်းတယ်အမုန်းတရားဟာတဘောအတဲ့မကဘူးဘောဟာပေါင်းများစွာမုန်းတတ်တယ်ကြုံတွေ့ခြင်းကြုံတွေ့ဘူးကြလိမ့်မယ်လောကလူတွေဟာတခါမှမတွေ့ဘူးတဲ့လူပဲဖြစ်စေကိုယ်နဲ့လည်းမသိဘူးသို့တော့မြင်ချင်းအဲ့ဒီပုဂ္ဂိုလ်ကိုမုန်းတဲ့စိတ်ပေါ်တာမျိုးတွေဖြစ်တတ်တယ်နော်မုန်းတဲ့စိတ်ကပေါ်တတ်တယ်မြင်နာနဲ့ပဲမျက်စိထဲမှာအချိုးမပြေဘူးဆိုတာလေးရှိတယ်ပေါ့မြင်နာနဲ့ပဲခင်မင်သွားတဲ့ပုဂ္ဂိုလ်လည်းရှိတယ်မြင်ယုံနဲ့ပဲမုန်းသွားတဲ့ပုဂ္ဂိုလ်လည်းရှိတယ်အဲ့ဒါတွေဟာအခြေခံအကြောင်းတရားတွေရှိနေလို့ပဲဖြစ်တယ်ဒါဖြင့်ဒီမုန်းစိတ်ဆိုတဲ့ဒေါသကိုဘာနဲ့ဖယ်ရှားရမလဲလောကမှာမြတ်စွာဘုရားကတော့မေတ္တာဘာဝိတ္တဘာဒေါသတဘာဟာနာယဒေါသတဘာဟာနာယမုန်းတိတတ်တဲ့ဒေါသကိုဖယ်ရှားဖို့ရာအတွက်မေတ္တာအကျိုးစီးပွားကိုလိုလားတဲ့မေတ္တာစိတ်ကိုဘာဝိတ္တဘာဖြစ်ပွားစေရမယ်လို့သူဟောအဲ့တော့ဒီကနေ့ခေတ်မှာလည်းပဲဒီမေတ္တာဆိုတဲ့သဘောတရားကိုအမှန်ကန်သိရှိနားလည်ဖို့လိုတယ်မေတ္တာပို့တယ်ဆိုတာဒီကနေ့ခေတ်မှာပြောနေကြတာမေတ္တာပို့ခံရတဲ့လူတွေချမ်းသာဖို့မေတ္တာပို့တဲ့လူကချမ်းသာဖို့ဆိုတာကိုလူတွေဟာချမ်းသာဖို့အစဉ်ပြေဖို့အတွက်ပြောလို့ရှိကြတယ်လေဘုန်းကြီးတွေတွေ့ရင်လည်းတပည့်တော်မေတ္တာပို့ပေးပါကျမ်းမာခြင်းလည်းမေတ္တာပို့ပေးပါဒီလိုအဲ့လိုမေတ္တာကိုခံယူပါတယ်ဆိုပြီးတော့လူတွေဟာမေတ္တာကိုအဲ့လိုပြောနေကြတကယ်ကတော့မြတ်စွာဘုရားဟောတဲ့တရားကိုသိချာကြည့်မယ်ဆိုရင်မေတ္တာဘာဖြစ်လို့ပွားရမှာလဲဆိုရင်လူတယောက်သားတစ်ဖက်သားချမ်းသာဖို့အတွက်လားကိုချမ်းသာဖို့အတွက်လားဆိုရင်စဉ်းစားကြည့်မယ်ဆိုရင်မေတ္တာဖို့လို့မချမ်းသာဘူးလားဆိုတော့ချမ်းသာမှာပေါ့သို့သောမြတ်စွာဘုရားရဲ့ဥတည်ချက်ကမေတ္တာကဘာအတွက်ပွားတာလဲဆိုရင်ရှင်တွေကအမုန်းတရားပျောက်ဖို့ပွားရမှာဖြစ်တယ်အဲ့ဒီဥတည်ချက် target လို့ခေါ်တယ်ပြစ်မှတ်ကိုမရောက်ဘူးတော်များများကမေတ္တာပို့ရင်ချမ်းသာမယ်လို့ထင်ပြီးတော့မေတ္တာဘက်ကိုသွားနေကြဆိုလိုတာက
ကိုယ့်ရင်နဲ့ဘာကြောင့်မေတ္တာဖြစ်စေရတယ်လဲဆိုမုန်းတီးတဲ့စိတ်ပြောင်းအောင်မေတ္တာပွားရမှာဖြစ်တယ်ကိုယ့်ရင်ထဲမှာအမုန်းစိတ်မရှိအောင်လွတ်ဆောင်ခြင်းတစ်မျိုးဖြစ်လို့မုန်းစိတ်မပြောင်းမချင်းကိုယ့်ရင်ထဲမှာမေတ္တာနဲ့မုန်းစိတ်ကိုဖြောင်းနိုင်အောင်လုပ်ရမယ်ဘယ်သူချမ်းသာအောင်မေတ္တာပို့တာမဟုတ်ဘူးဘယ်သူတဦးတယောက်စီးပွားရေးဆင်ပြေအောင်ကျမ်းမာအောင်မေတ္တာပို့ရတာမဟုတ်ဘူးမြတ်စွာဘုရားစကားအရမေတ္တာဘာဝိတ္တဘာဒေါသတဘာဟနာယကိုယ့်ရင်ထဲမှာရှိနေတဲ့ဒေါသဆိုတဲ့အမုန်းတရားကိုဖယ်ရှားနိုင်မှုအတွက်မေတ္တာပွားရမှာဖြစ်တယ်ပေါ့ကျန်တာကအဓိကမဟုတ်ဘူးဒေါသပျောက်ဖို့ရအဓိကကြတယ်ပေါ့ဒါကြောင့်မုန်းစိတ်မုန်းတီးခြင်းဆိုတဲ့စိတ်ဆွဲလန်းမှုပျောက်အောင်ဘာလုပ်ရမလဲမေတ္တာပွားရမှာဖြစ်တယ်ပေါ့အဲ့ဒါလက်တွေ့ကြတဲ့အရာတစ်ခုပဲမေတ္တာဘာဝနာပွားများအထောက်တဲ့ပုဂ္ဂိုလ်တွေဟာရှင်တဲ့နှလုံးထဲမှာအမုန်းစိတ်တွေဟာလျော့ပါသွားပြီးနောက်ဆုံးဘဝတန်တရားမှာဘယ်သူကိုဖြစ်မုန်းနေဆိုတဲ့ဒေါသမပြီးပြင်းတော့ပဲဒေါသပုံရိပ်တွေပါပျောက်သွားနိုင်တယ်ပေါ့ဒေါသပုံရိပ်ဆိုတာအယုတ်ဆိုးအကြည်တန်တဲ့လူဖြစ်တယ်ပေါ့မေတ္တာပုံရိပ်ကဖြစ်လျက်ဘဝမှာဒီမေတ္တာမျက်လုံးနော်ချစ်ခင်သောမျက်လုံးပြုံးတဲ့မျက်နှာမျိုးရရှိတာဖြစ်တယ်ပေါ့အဲ့တော့မေတ္တာမျက်လုံးတို့ချစ်ခင်သောမျက်လုံးတို့နှလုံးသားရဲ့အေးချမ်းမှုတွေဟာမေတ္တာရဲ့လွှမ်းမိုးအောင်မှုအောက်မှာရှိတယ်ဒေါသဆိုလို့ရှင်ရန်လိုတဲ့အကြည့်နဲ့ကြည့်မယ်ရန်လိုတဲ့အပြောတွေပြောမယ်ရှင်ထဲမှာပူလောင်မှုတွေနဲ့နေတာဖြစ်တယ်ဒါကြောင့်မေတ္တာကိုစနစ်တကျပွားဖို့လိုအပ်တယ်ပေါ့မေတ္တာပွားရဲဆိုကြတဲ့ကကိုယ့်ကိုအမှန်ကန်ဖြစ်အောင်မလုပ်အောင်ငါရင်ထဲကမုန်းတီးတဲ့ဒေါသဘယ်တိုင်းတာအထိရှိသလဲငါနဲ့မတည့်တဲ့လူတွေ့ရင်မုန်းသေးသလားမုန်းသေးနေသေးရင်ငါမေတ္တာမအောင်သေးဘူးဆိုတော့သတိထားမှာဖြစ်တယ်ကိုမုန်းတယ်ဆိုတာဘယ်သူပေါ်မှာမရှိတော့ဘူးနောက်ဆုံးကိုနဲ့မတည့်တဲ့လူရန်ဖြစ်ဖူးတဲ့လူကိုရန်လှုပ်ဖူးတဲ့လူဟာအစပြီးတော့ဘယ်သူပေါ်တွေးကြည့်လိုက်မုန်းတီးတဲ့စိတ်မပေါ်တော့ဘူးဆိုမှကိုမေတ္တာအောင်တယ်လို့ပြောရမှာပဲဖြစ်တယ်မေတ္တာဘာဝိတ္တဘာဒေါသတဘာဟနာယအမုန်းဒေါသကိုဖယ်ရှားဖို့အတွက်မေတ္တာကိုပွားပါလို့မြတ်စွာဘုရားဟောကြားခဲ့တာဖြစ်တယ်ပေါ့ဒီမှာလည်းပဲတန်တရားမှာမုန်းစိတ်ကင်းပြီးတော့ထာဝရသဘောကောင်းနေတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းပဲရှိနေတတ်တယ်ပေါ့ဘယ်သူကိုမှစိတ်မဆိုးဘူးစိတ်မဆိုးတဲ့လူကိုလူတွေကပြောကြတယ်သဘောကောင်းလိုက်တာသဘောကောင်းလိုက်တာဘယ်လူတွေကသဘောကောင်းတာတော့ဆိုရင်ထဲမှာမေတ္တာရှိတဲ့လူကသဘောကောင်းတာစိတ်တူတဲ့လူတော့မပြောလိုက်နဲ့ထိခနဲ့ဆိုဒေါသထွက်လာအဲ့တော့လူရင်လားလို့ဆိုမဟုတ်ဘူးတရိစ္ဆာန်တွေလည်းထို့တူပဲနော်ခွေးတွေဆိုလို့ရှိရင်ရန်လိုတတ်တဲ့ခွေးကမျက်ချောင်းနှီးနဲ့ကြည့်တယ်လူတကာလာဟောင်းတယ်ကြိုက်ချင်တယ်တချို့ခွေးကြလူမြင်ရင်အမီးနံတယ်ပြုံးတယ်ခွေးပြုံးတာတော့မြင်မှုကြမှာပါနေရွက်ကလေးနောက်ကပ်ပြီးတော့ပြုံးပြတာနော်ကျောင်းတွေဘာတွေကတော့ပြုံးခဲ့တယ်ခွေးကတော့ပြုံးတတ်တယ်အဲ့ဒါလို့မေတ္တာရှိလာပြီဆိုရင်ပြုံးပြနိုင်တဲ့အနေအထားမျိုးဖြစ်လာရှင်ထဲမှာဒေါသဆိုတာမရှိဘူးအဲ့တော့ငှက်တွေတောင်မှပဲဒေါသကြီးတဲ့ငှက်ရှိတယ်angry bird ဆိုတာဟိုကျန်တဲ့အရာတွေအကုန်လုံးလိုက်ပြီးတော့ဒေါသဖြစ်နေတဲ့ငှက်လည်းရှိတာဟိုဒိဋ္ဌာန်တွေမှာလည်းပဲရှိတယ်နောက်ဆုံးမှာဒီဘယ်သူမှရံမလုပ်ပါဘူးဆိုတဲ့နွားတွေအေးဆေးပါတယ်မျက်စားပြီးအေးဆေးဆေးနေတယ်ဆိုတဲ့နွားတောင်မှပဲဒီရှင်ထဲကဒေါသရှိတဲ့နွားဟာတရှုရှုနဲ့ဟိုလူခွေတီလူခွေခွေချင်တယ်နွားချင်းချင်းနဲ့ခွေချင်သဘောကောင်းတဲ့နွားကတော့ဘယ်သူမှမခွေဘူးအဲ့ဒါလို့ဘဝတန်တရားမှာသဘောကောင်းသူနဲ့သဘောမကောင်းသူဒါပေါ်နေတာလူတွေထဲမှာလည်းပဲထို့တူပဲဒီလူကတော့သဘောကောင်းတယ်စိတ်တွေသဘောထားနေတာထိုင်တာအေးဆေးတယ်ဆို
မေတ္တာနဲ့နေတဲ့လူကအေးဒီလူတော့တော့မပြောနဲ့ထိကနေရှိဆိုဒေါသထွက်လာအဲ့လိုလူတွေလည်းရှိဒါကြောင့်မို့ကိုယ့်ဘဝမှာကိုယ့်ရဲ့စိတ်အခြေအနေတစ်ခုကိုကြည့်ပြီးတော့စိတ်တူတတ်တယ်ဆိုလို့ရှိရင်ပြင်ဖို့လိုအပ်တယ်ပေါ့စိတ်တူတတ်ပြီဆိုရင်မေတ္တာဖိပြီးတော့ပွားပါစိတ်တူတတ်တယ်ဆိုတဲ့ဒေါသမျိုးကိုယ်တဏ္ဍမှာမဖြစ်အောင်ခရူးဆိုင်ပြီးတော့ထိမ့်သိမ်းဆော့ရှော့အောင်မှာဖြစ်တယ်အေးရှေးရခင်ကာလတုန်းကအခုလိုမေတ္တာများများပွားလာတဲ့ပုဂ္ဂိုလ်တွေဟာဒီရှင်နေကဒေါသဟာဘဝနဲ့ခြီးပြီးတော့ပျောက်ကင်းနေတတ်တယ်ရှင်နေမှာဒေါသမပေါ်ပြီးသဘောကောင်းတဲ့ပုဂ္ဂိုလ်မျိုးတွေဖြစ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဘဝအတွေ့အကြုံကိုပြောပြတဲ့အခါမှာအရကောဟုတ်တော်ဝမေတ္တာစိတ်တံတတ္တဝတ္တာနိဘာဝယေတတ္တကပ္ပိပြမနောပြမလောကီတတ္တမအကောဒနောဟာသူဟာဘယ်တော့မှစိတ်မဆိုးဘူးတဲ့ဘာကြောင့်စိတ်မဆိုးဘူးတာတုံးဆိုအတိတ်ဘဝတုန်းကအရကဆိုတဲ့ဆရာကြီးတူဖြစ်ခဲ့တယ်ယသိဆရာကြီးတူဖြစ်ခဲ့တယ်အဲ့ဒီယသိဆရာဖြစ်တဲ့အချိန်တုန်းက9 နှစ်ကြာအောင်မေတ္တာဘာဝနာနဲ့လွှမ်းထုံခဲ့ဖူးတယ်ပေါ့မေတ္တာကိုလေ့ကျင့်ခဲ့တယ်9 နှစ်လေ့ကျင့်ထားတဲ့မေတ္တာဆံရဲ့စွမ်းကြောင့်သူဟာဒီဘဝမှာဒီရှည်လျားတဲ့ကဘာပေါင်း9 ကဘာထိအောင်ပြမပြေမှာစိတ်လုံးဝမဆိုးဘူးတဲ့ပုဂ္ဂိုလ်အနေနဲ့ဖြစ်ခဲ့ဘူးတယ်နော်ကဘာနဲ့ခြီးပြီးတော့စိတ်မဆိုးဘူးတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ဆိုလွယ်တာမဟုတ်လေပြမပြေရောက်သွားတဲ့အခါမှာပြမလောကမှာနေတဲ့အခါမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ပြမစိုးတရားနဲ့နေတဲ့ပြမတွေမှာစိတ်ဆိုးတယ်ဆိုတာတစ်ခါမှမရှိဘူးအဲ့တော့လောကမှာစိတ်ဆိုးခြင်းတောင်မေ့သွားလောက်တဲ့အနေအထားမျိုးရှိသွားစိတ်ဆိုးတယ်ဆိုတာဘယ်လိုတော့ဘယ်လိုဖြစ်တာကိုစိတ်ဆိုးတယ်လို့ခေါ်ရမှာတော့ဒေါသဆိုတာဘယ်လိုဟာတော့လို့မေးယူရလောက်သူ့ရဲ့ရင်ထဲမှာပျောက်ကွယ်သွားတယ်သို့သောဒေါသအမြစ်ပါပျောက်ကွယ်တာတော့အနာခံအဆင့်ရောက်သွားရင်တော့လုံးဝဒေါသပျောက်ကွယ်သွားတယ်လို့ဆိုအောင်အဲ့တော့ဒီပုဂ္ဂိုလ်ကတော့အရကဆိုတဲ့ယသိဖြစ်တဲ့အချိန်တုန်းကသူဟာ9 နှစ်တိတိမေတ္တာဘာဝနာကိုပွားခဲ့တာဖြစ်တယ်မြတ်စွာဘုရားကလည်းမေတ္တာဘာဝနာရဲ့ကောင်းကျိုးကိုဟောခဲ့တာရှိတယ်မေတ္တာဘာဝနာပွားတာဟာတဲ့ဒီအဝိဓမ္မအရေးကြီးလို့ဝေလာမသုတ်တံမှာအကောင်းဆုံးကုသိုလ်ဆိုတာကိုအစဉ်စဉ်ဖော်ပြတဲ့အခါမှာနော်ကျောင်းကြီးဆောက်လှူတဲ့ကုသိုလ်ဟာဒီအများအတွက်အရလေးမျက်နှာမှာလာတဲ့တန်ခါသုံးမဟုတ်အလုံးအတွက်နားခိုဖို့အဆောက်အဦတစ်ခုဆောက်လှူတယ်ဒါနထဲမှာတော့ပစ္စည်းလှူတဲ့ဒါနထဲမှာတော့အကောင်းဆုံးပဲဒါဖြင့်ဒီတဲ့ကောင်းတဲ့ကုသိုလ်ရှိလားဆိုရှိသေးတယ်ဒီတဲ့ကောင်းတဲ့ကုသိုလ်ကကိုယ်ဘဝကိုဖရာတရားတန်ခါယရဏသုံးပါးကိုအနှံတဲ့တရဏဂုံကုသိုလ်ဟာကျောင်းဆောက်လှူတဲ့ကုသိုလ်တွေမြတ်တယ်လို့သူဟောတယ်ဒါဖြင့်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ရှိသေးလားရှိသေးတယ်၅ ပါးသီလထပ်ပိုးပြီးတော့စောင့်လိုက်လို့ရှိရင်တရဏဂုံသာစောင့်တည်တဲ့ကုသိုလ်တဲ့၅ ပါးသီလပါလိုက်မယ်ဆိုပိုမြတ်ပါတယ်ဒါဖြင့်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ်ဘယ်ကုသိုလ်တုံးဆိုနန္တာလေးတရှူလောက်အချိန်ပိုင်းလေးပဲဖြစ်စေမေတ္တာဘာဝနာပွားပါတဲ့နန္တာတရှူဆိုတာမြမပြေကလူတွေသဘောပေါက်ပါတယ်တဏခါသွေးကြောက်ပြင်းပေါ်မှာတဏခါလေးသွေးပြီးတော့လက်ကလေးနဲ့ယူပြီးနှာဝတိတ်ပြီးတော့ရှူလိုက်တဲ့အချိန်ပိုင်းကိုနန္တာတရှူလို့ခေါ်တယ်နော်အဲ့ဒီအချိန်ပိုင်းလေးပဲဖြစ်စေကိုယ့်ရင်ထဲမှာဒေါသပျောက်သွားအောင်မေတ္တာပွားလိုက်မယ်ဆိုရင်အဲ့ဒီကုသိုလ်ဟာခုနပြောတဲ့ကုသိုလ်တွေလည်းမြတ်တယ်။ဘာကြောင့်မြတ်တာတော့လို့ဆိုခုနကတရဏဂုံနဲ့သီလကသီလကုသိုလ်မြတ်တာဖြစ်တယ်။ကျောင်းလူတာကဒါနကုသိုလ်တရဏဂုံနဲ့သီလကသီလကုသိုလ်။ဟောဒါနတဲ့သီလကမြတ်တယ်။မေတ္တာဘာဝနာပွားရကြတော့သမထဖြစ်သွားတယ်။
ဘာဝနာဖြစ်သွားတယ်ဒါကြောင့်မို့လို့မေတ္တာဘာဝနာဆိုတဲ့ဒါနသီလဘာဝနာသမထဘာဝနာပုံမြတ်တယ်ဒါပြင်ဒီတဲ့ကောင်းတဲ့ကုသိုလ်ရှိသေးတာဆိုရှိသေးတယ်အဲ့ဒီကုသိုလ်ကဘာလို့ဆိုဝိပဿနာကုသိုလ်လောကကြီးကမမြဲဘူးဆိုတာကိုအချိန်တိုင်းတာလေးတစ်ခုအတွင်းမှာပဲလက်ဖြစ်တည်းအချိန်လောက်တိုးတောင်းတဲ့အချိန်လေးပဲဖြစ်စေကိုတယောက်တည်းနေတဲ့အချိန်လေးမှာစဉ်းစားလိုက်ပါဝိပဿနာဉာဏ်လေးဖြစ်အောင်ငါဟာတဖြည်းဖြည်းအိုမင်းလာတယ်နော်ငါမှလည်းသိခြင်းသဘောရှိတယ်သိခြင်းတရားကိုငါမလွန်ဆန်းနိုင်ဘူးနေ့စဉ်ငါတဏ္ဍမှာရှိတဲ့ယုတ်တိနတ်နဲ့ဟာအလုံးဟာပြောင်းလဲနေတဲ့အရာသာဖြစ်တယ်ငါနဲ့ငါပတ်ဝန်းကျင်မှာရှိတဲ့သင်္ခါရတရားအလုံးဟာလည်းဘယ်အရာမှမမြဲဘူးအလုံးပြောင်းလဲပြီးနောက်ဆုံးပျက်စီးရမှာဖြစ်တယ်ဆိုတဲ့ဒီအမြင်ကလေးကိုယ်တဏ္ဍမှာရအောင်ဖြစ်အောင်ဒီအသိဉာဏ်လေးဖြစ်အောင်ကြိုးစားလိုက်ပါကြိုးစားလိုက်လို့အဲ့ဒီအသိဉာဏ်ရပြီဆိုရင်တော့ကုသိုလ်တွေမှာတော့အကောင်းဆုံးလုပ်လို့ရတဲ့ကုသိုလ်တွေမှာအကောင်းဆုံးလို့ပြောအောင်ကျန်တဲ့ရန္တမဲ့ကုသိုလ်ဆိုတာလုပ်လို့ရတာမဟုတ်ဘူးဝိပဿနာကုသိုလ်ကလုပ်လို့ရဒါဖြင့်ဘာကြောင့်ကောင်းတယ်လို့ပြောတော့ဆိုရင်မမြဲတဲ့သဘာဝတရားကိုဆင်ခြင်စဉ်းစားလိုက်တာနဲ့တပြိုင်နက်တွေ့တာမှုမှန်သမျှကိုလျှော့ချနိုင်သွားတယ်။အိုးငါတွဲနေလို့လူချင်းတွဲရင်လေတနေ့ကျတော့ခွဲရမှာပစ္စည်းဥစ္စာတွဲရင်လေသင်္ခါရဆိုတာဘယ်မှမမြဲဘူးဆိုတဲ့အတွေးနဲ့ဆွလန်းမှုတွေတွေ့တာမှုတွေကိုလျှော့ချတယ်ဆွလန်းမှုတွေ့တာမှုတွေကိုလျှော့ချနိုင်လို့ရှိရင်ယင်ထဲကတောကလည်းရောကျသွားမှာပဲဖြစ်တယ်ဒါကြောင့်ဝိပဿနာကုသိုလ်ကပုံမြတ်တယ်နိဗ္ဗာန်ဆိုတဲ့အငြိမ့်တဲ့နဲ့အလွန်နီးသွားလို့မဲ့ကုသိုလ်ကိုရနိုင်တဲ့လမ်းကြောင်းဖြစ်လို့ဝိပဿနာကုသိုလ်ဒီအကောင်းဆုံးကုသိုလ်လို့ဒီလိုဝေလမသုတ်တမှာဟောတာဖြစ်တယ်ပေါ့ဒါကြောင့်ဒီနောက်ဆုံးမှာတော့ဝိပဿနာကုသိုလ်နဲ့ပဲအနှစ်ချုပ်ကြမှာဖြစ်တယ်စိတ်ဆွဲလန်းမှုကိုအောင်နိုင်သူဆိုတာဟာဒီမှာပါထားတဲ့ဇလံအတိုင်းနံပါတ်1ကမနာလိုဝန်တိုးတဲ့စိတ်ဆွဲလန်းမှုအယက်သေးစားတောက်စားပြီးတော့စိတ်ဆွဲလန်းမှုနော်ချစ်ချင်းဖြင့်စိတ်ဆွဲလန်းမှုမုန်းတီးခြင်းလို့ဆိုတဲ့စိတ်ဆွဲလန်းမှုလူလောကကြီးတစ်ခုလုံးကိုလွှမ်းခြုံပြီးလူအတိုင်းဝိုင်းလူအဖွဲ့အစည်းတွေကိုဒုက္ခပေးနေတဲ့ဒီစိတ်ဆွဲလန်းမှုတွေကိုအောင်နိုင်အောင်ကြိုးစားကြရမှာဖြစ်တယ်ဒါမြတ်ဗုဒ္ဓရဲ့ဆုံးမပဲဖြစ်တယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့စိတ်ဆွဲလန်းမှုကိုအောင်နိုင်သူဖြစ်ဖို့ရာအတွက်ဘုန်းကြီးတို့တွေဟာအလေးနဲ့ထားပြီးတော့ဆင်ញင်စဉ်းစားတဲ့အသိဉာဏ်ဆိုတာရှိဖို့လိုတယ်အမှန်တရားကိုတွေးရှိဖို့အတွက်တတိဆိုတာရှိဖို့လိုတယ်တတိနဲ့တမ္ပစဉ္ညာတတိနဲ့ပညာနော်တမ္ပစဉ္ညာဆိုတာလည်းပညာပဲတတိနဲ့ပညာဒီနှစ်ခုကိုယ်တဏ္ဍမှာအမြဲတမ်းဖြစ်စေပြီးတော့တတိဖြင့်အာယုံစုစိုက်ပြီးတော့တမ္ပစဉ္ညာဖြင့်လှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်ဖို့ဒီနှစ်ခုထဲမှာမြတ်စွာဘုရားကအရေးကြီးတဲ့တစ်ခုဟာအပမာဒခေါ်တဲ့တတိတရားပဲဖြစ်တယ်အပမာဒတစ်ခုတည်းနဲ့ပြီးတာလားတော့မဟုတ်ဘူးအပမာဒသည်အစဖြစ်တယ်အရေးကြီးဆုံးကတော့သာသနာတော်မှာလုပ်ငန်းတစ်ခုကိုပြီးစီးစေနိုင်တာကပညာသာဖြစ်တယ်ပေါ့နော်ပညာဟာအထွတ်ထိပ်ဖြစ်တယ်ဒါကြောင့်ပညာဆိုတာတတိဖြစ်မှပညာဖြစ်တယ်တတိမရှိရင်ပညာမဖြစ်ဘူးဒါမို့အပမာဒဆိုတဲ့တတိတရားသည်ပညာကိုဖော်ထုတ်ပေးနိုင်မှဖြစ်သောကြောင့်တတိနဲ့ပညာဤနှစ်ဖြာကိုအသုံးချပြီးတော့တို့တွေကိုယ့်ကိုဆုံးမကြရမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားပြီးတတိပညာစွမ်းအားဖြင့်စိတ်ဆွဲလန်းမှုကိုနိုင်အောင်ဒီကျင့်ဆောင်ကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေသ
တ္တဝါများစွာပြီးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိတာတဗ္ဗေတမုဟတာအာဇရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောကဝတ္တောသမောဟစိတ်တောကင်းပြော့ကြည်အေးတရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရဂုံသောကြောင့်ဝိတာတဗ္ဗေပူဇာခြင်းနောက်ကိလေသာဆေရတောက်ဟုသမျှတို့သည်တမုဟတာပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကိစ္စင်လွင်ပြောင်းပေမရောက်အောင်ပဲဖြောင်းအပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်တည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘောကိလေသာဟုပုခတ်သိကင်းကြီးရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြတော်သို့တာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်တယ်မြင့်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်းဘုရားတပည့်တော်ရိုသေစွာလျှောက်ထားပါသည်ရှင်ဗျာအစီအစဉ်ရဓမ္မပူဇာစက္ကန့်လူတန်းချင်းစီစဉ်ဖြစ်ပါသည်ရှင်ဗျာဆရာတော်ဤကပ္ပယကာရကဖြင့်ဘုစိမ္မာနာယကကြီးဘဘဥတန်းညွတ်မှဆောင်ရွက်ပေးပါရန်နှင့်ခုနှစ်သားသမီးစုပေါင်းဒီကနေ့ညလူတော်ငွေကျပ်218သိန်း5000နှင့်အမေရိကန်ဒေါ်လာ100တို့ဟာတီတကူဥမြင့်အောင်မှစက္ကန့်လူတန်းပေးပါရန်လေးစားစွာဖြင့်ပန်ကြားပါသည်ရှင်သာဓုသာဓုသာဓုမှန်လားပါဗျာဓမ္မပူဇာစက္ကန့်လူရန်မှုများပြီးဆုံးမည်ဖြစ်ပါ၍ဓမ္မသမီးလူရန်ပြုလုပ်ကြပါသောကောင်းမှုကုသိုလ်ဖို့စုတို့အားများတတဝါများထပ်တူညီမြရကြစေ၍အမြတမ်းပေးဝေတာရုအနုမောဒနာခေါ်ဆိုနိုင်ရန်အတွက်ဆရာတော်ဘုရားမှာချီးမြှောက်ပေးတော်မူပါယံဘုရားတပည့်တော်ရိုသေစွာလျှောက်ထားပါသည်ရှင်ဗျာအလုံးဆိုကြမယ်ကဲရှင်ဖယားဘုရားတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ညလျက်ဓမ္မသဘင်ရှင်ရင်ကျင့်ပါပြုလုပ်ကြ၍အဝဒဒါနာဓမ္မဒါနာတရားအလှတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယူသေးလေးမြတ်စွာမမတ်သားသာအာယုထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကို
တတဗဝတ္ထုစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထောက်ပြုလုပ်ကြရသောတရားဟောရခြင်းဓမ္မဒေသနာတရားနာရခြင်းဓမ္မသဝနာတရားတော်ကိုပေးလူရခြင်းဓမ္မဒါနာတရားတော်ကိုပူဇော်ရခြင်းဓမ္မပူဇာကုသိုလ်စေရနာအဖြာဖြာတို့သည်ဒုက္ခခတ်သိချုပ်ငြိမ်းရမှန်ယနိဗ္ဗာန်ဤအကြောင်းထောက်ပံ့ဖြစ်ပါစေသာအရှင်ဘုရားဤကောင်းမှု၏အဖို့ဘာကကိုအမိအဖအဖိုးအဖွာဆရာသမားမှစ၍ကဘာသူကဘာသာလူနတ်မြမတတ္တဝါများတို့အားအမြအမြဝေငှပါကုန်၏ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းကြကြ